Tham Bồ Đề Tha Vi Tê Sa Đoara Tê Sa Tha Tha Ki Tê Sa Tha 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 Ni Nama Mi Ti Ra Tha Maham Abhagava Luka Kinga Nanda Nibuddha Zina Dedanda Minsa Tankinsa Adarena Nama Maham Namakara Nuba Vena Hidawa Tabe Ubadawi Anika Andara Yabi Winadandu Adida Do Thambo Deta Vidisa Dwara Disa Tahataki Disa Tata Tahatani Namami Tirata Maha Abhagava Luka Kinga Nanda Nibuddha Zina Dedanda Minsa Tankinsa Adarena Nama Maham Namakara Nuba Vena Hidawa Tabe Ubadawi Anika Andara Yabi Winadandu Adida Do Athawi Tao Tongba Bhava Toloka Dwe Nyana Yang Phay Ông Bhi Thầy Ni Najay Shisu Kong Do Tham Bồ Đề Sa Tha Song Bama Nya Yang Wa Phyin Tissa Pwin Leon Tia Min Thu Ko Laka Dwara Tê Sa Tha Tha Ki Nibbān Ki Aung Samwe Liao Thi Tathau Nathau Kong Do Tham Bồ Đề Sa La Yang Bama Nya Yang Wa Phyin Tissa Lin Piao Myat Bông Khong Thu Ko Laka Tê Sa Tha 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 Ni Tao Thai Saja Wala Kong Yang Shei Nga Thai Kong Do Tham Bồ Đề Sa Ni Yang Bama Nya Yang Wa Phyin Tissa Lin Thai Myat Mu Nei Thu Ko Laka Ajano Di Tirata Ukao Yarana Myat Inga Phyin Namami Yoti Nyo Jo La Song Mo Yue Shi Ko Bai Kinga Kinga Ya Kinga Mi Adwe Nai Wa Luka Shi Ja Kong Do Te Ru Di Abhaka Ne Ja Kong Te I Nei Buddha Bhong Sat Thai Yue Nye Ro Mu Ja Kong Mi Do Sinaနောက်ချက်ဖန်လာမငါးပြားကိုအရိယာမဘုံရောင်စဖြင့်ချိုးပြက်လွယ်ကူအောင်တော်မူသောဘုရားရှင်ပေါင်းတို့ကအနန္တတင်ချာကနရေတွမ်းမှန်းလဲဆုံးကန်းတိုင်းမြောက်မရောက်နိုင်ကြကုန်တေစီနေစထိုဘုရားရှင်တို့ကို၎င်းဒေသတို့ငါးသိန်း12000နှစ်ကျိရှိသူကုန်သောဘုရားရှင်မယေမတွက်နိုင်သောဘုရားရှင်တို့ဤဓမ္မင်စတရားတော်မြတ်ကို၎င်းတာကေသတပိသသံဃာတော်မြတ်ကို၎င်းအဟံကျွန်ုပ်သည်အာဒရိနာအာဒရံယိုတိစွာနမမိရှိကိုပိုင်နဘဂရနုဘဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျောကတော်ရသောပဏာမကုသိုလ်စေတနာကြောင့်တဗေခသိကုံသောဥပဒဝေဘေးရန်တို့ကိုဟိတဝါပေဖြောက်၍နေကအန္တရာယာပိတဘာမကမြာလာသွဲသွဲအန္တရာတို့သည်လည်းအာသေတာသောအကျွင်းချမ်းမရှိသောအဖြစ်ဝိနာတန်သူပျောက်ပြတ်ပါစေကုန်သတည်းဗုဒ္ဓအနုဏမရိယာသူသင်္ခယေဗုဒ္ဓအနုဏသူဟလာတိသင်္ခယေဗုဒ္ဓရိယကေပကုလက္ခကပကေဝန္ဒာမိတေဇိရာနိဒကမေအဟံသူသင်္ကရေဖယားအဖြစ်ပါရမီပုံညာဖြစ်ကြရသောခုနှစ်သင်္ချေတွင်၌အနုဏမရိယဗျာမဒေဝဖယားဆလျက်ရေတွက်ကိန်း3,2500ကုန်သောဗုဒ္ဓသုလုတကေဘုရားရှင်တို့သည်ဥပ္ပေစိန်တို့ပွင့်တော်မူကြကုန်ပြီဤသင်္ကရေနှုတ်တော်မြတ်ကပါရမီယုံမြန်ဖြည့်ခဲ့အပ်သောကိုသင်္ချေအတွင်း၌အနုဏသူအလဂေါရမလျက်အစတိလျက်ဆင်ရည်တွက်သော3,82000ကုန်သောဗုဒ္ဓသစ္စာတိမြင်ဘုရားရှင်တို့သည်ဥပ္ပေစိန်သို့ပွင့်တော်မူကြကုန်ပြီခေပါရမီဆယ်ထွေဖြည့်ခဲ့ပေသောလေးဖြာမြည်ရင်သင်္ချေတွင်၌ရိယာတကျိတ်နစုကုန်သောဗုဒ္ဓဘုရားရှင်တို့သည်ဥပ္ပေစိန်သို့ပွင့်တော်မူကြကုန်ပြီ
လက္ခကပကေကဗတသိန်းတွင်၌ဘဂုပတုမူရဖယားမဂေါရမတိုင်ရေတွက်ခဲ့သောတကြိတ်လျှောက်စုကုန်သောဗုဒ္ဓဘုရားရှင်တို့သည်ဥပ္ပဇိန်သို့ပွင့်တော်မူကြကုန်ပြီဒေဇိရာနိရကမေ9သိန်း12,000ကြိတ်ရှိစုကုန်သောမြတ်စွာဘုရားတို့ကိုအဟံတပိတော်သည်အာဒရဟောယောတိစွာဝန္တာမိယောတိပန်စွာရှိခိုးပါ၏ဖယားသဗ္ဗုဒေထဝိသင်္စသဗ္ဗတေဇံသဗ္ဗဂုဏံသဗ္ဗဒုက္ခံလဘတုမေသဝိစာယစေယသစာယသဗ္ဗဗုဒ္ဓမာတိဇံသဗ္ဗညုတညာနာဝရံသဗ္ဗတတ္တရုသဗ္ဗဗယဝိနတန္တုအသေတတောသဗ္ဗတေဇံဘုံတကိုအနုဘောနှင့်ပြည့်စုံတော်မူသောသဗ္ဗဂုဏံဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူသောအထဝိဒနာကြိတ်ရှိစုကုန်သောတံဗုဒ္ဓေဇလေးသစ္စာမှဉာဏ်ရောက်လျံဖိတ်ထိုးထိတ်တင်ပေါ်သိမြင်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးတို့၏အနုဘာဝေနအနုဘောကြောင့်မိမမဘုရားတပည့်တော်သဗ္ဗသူကံချမ်းသာမှုအလုံးစုံကိုလဘတုမௌဒမသွေရရှိပါစေတည်းသဗ္ဗညုတညာနာဝရံသိစရာအမှန်တစမကြောင့်သိမြင်တော်မူ၏ထသောမာတိဇံကြီးကျယ်သောတဝဂုံနှင့်ပြည့်စုံတော်မူသောဣစ္ဆဗုဒ္ဓဗတ္တကဗနှင့်ပွင့်တော်မူမည်ငါစုသောဘုရားရှင်တို့၏အနုဘာဝေနတဝရှိန်သောအနုဘောအဖြင့်တဗ္ဗတတ္တရုခတ်သိမ်းသောယံပေါင်းတို့ကိုခတ်သိမ်းသောယံပေါင်းတို့သည်တဗ္ဗဗယလုံးစုံသောဘေပေါင်းတို့သည်အတိသသောကျွဉ္ဉံတစီမရှိသောအဖြင့်ဝိနန္တန္တုကင်းစင်လွင်ပြောက်ပါစေတည်းသဗ္ဗုဒေထဝေသင်္စဒွရသင်္စဣမေဗုဒ္ဓံဧကဒိဋ္ဌသဗ္ဗေဗုဒ္ဓဒုဒိဋ္ဌသမဟာဗုဒ္ဓသင်္စဝိတာဗုဒ္ဓတန္တိတိဒိဋ္ဌဗုဒ္ဓဘာဝေနဣတိဗုဒ္ဓေဗုဒ္ဓဂုဏေနမာမိတိရတမဟံဒေတာဓမ္မေသတံကေသအာဒရေနနမမဟံနမကာရနုဘဝေနဟိတဝသဗ္ဗေဥပဒဝေအနေကအန္တရာယာပိဝိနတန္တုအသေတသောထဝိတံနှစ်ကျိတ်ရှိစုကုန်သောတံဗုဒ္ဓေဇလေးသစ္စာမံဉာဏ်ရောင်လျံဖိတ်ထိုတိတ်ထင်ပေါ်သိမြင်တော်မူပြီးသောဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့၏ဒွါဝိတံနှစ်ကျိတ်ရှိစုကုန်သောဣမေဗုဒ္ဓဇမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးသည်လည်းကောတဗ္ဗေလုံးစုံကုန်သောဧကဒိဋ္ဌဗုဒ္ဓဇသုံးကျိတ်တစုကုန်သောမြတ်စွာဘုရားတို့သည်လည်းကောဒုဒိဋ္ဌသုံးကျိတ်နှစုကုန်သောမဟာဗုဒ္ဓဇမြတ်စွာဘုရားတို့သည်လည်းကောပင်စဝိသနှစ်ကျိတ်ရှိစုကုန်သောပင်စဝိသထဝိသနှစ်ကျိတ်ရှိစုကုန်သောဗုဒ္ဓဇမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတို့သည်လည်းကောတိဋ္ဌိဗုဒ္ဓဘာဝနာဇ33ပြတော်ဗုဒ္ဓဘာဝနာတို့သည်လည်းကောတန်တိ3ဘုံသူအကျိုးများဖို့ထင်ရှားမသွေရှိတော်မူကြလေကုန်၏ဣတိဗုဒ္ဓဇတို့မြတ်စွာဘုရားတို့သည်လည်းကောဣတိဗုဒ္ဓဂုဏေဇတို့မြတ်စွာဘုရားဤဂုဏ်ကျေးဇူးတို့သည်လည်းကောအဟံဘုရားတပည့်တော်ဒီတိရတဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိဥဒိမ်ဥနိမံလျောကရောပါဤရှင်ဘုရားဣတိဗုဒ္ဓသာတို့မြတ်စွာဘုရားရှင်တို့ကိုလည်းကောင်းဣတိဗုဒ္ဓဂုဏေဇတို့မြတ်စွာဘုရားဤဂုဏ်ကျေးဇူးတော်တို့ကိုလည်းကောင်းအဟံဘုရားတပည့်တော်ဒီတိရတဥကောင်းယရဏမြတ်အင်္ဂါဖြင့်နမမိဥနိမံလျောကရောပါဤရှင်ဘုရားဒေသတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့ဤဓမ္မင်စမဖို့လေးတနိဗ္ဗာန်ပရိယတိဟုသောဆေပါသောတရားတော်မြတ်သည်လည်းကောင်းတန်ခင်စသံဃာတော်ရှင်မြတ်တို့သည်လည်းကောင်းဓမ္မင်စမဖို့လေးတနိဗ္ဗာန်ပရိယတိဟုသောဆေပါသောတရားတော်မြတ်ကိုလည်းကောင်းတန်ခင်စသံဃာတော်မြတ်သံဃာတော်ရှင်မြတ်ကိုလည်းကောင်းအဟံဘုရားတပည့်တော်သည်အာဒရိနာကြီးညိုယိုသေးသောအဖြစ်နမမိဥနိမံလျောရှိခိုးကြောပါဤအရှင်ဘုရားနမကာရနုဘဝေနရှိကိုကြောရသောပဏာမကုသိုလ်ကံစေရနာတို့ကြောင့်တဗ္ဗေလုံးစုံကုန်သောဥပဒဝေဥပဒဝတရားတို့ကိုဟိတဝပေဖြောင်း၍အနေကအန္တရာယာပိမြပြလာသောအန္တရာယ်ပေါင်းတို့သည်လည်းအာသီသတော်ကျွဉ္ဉံတစီမရှိသောအပြင်ဝိနတန္တုကင်းစင်လွင့်ပြောက်ပါစေတည်းသံဗုဒ္ဓေတဝိသင်္စဒွရသင်္စသဟတကေသင်္စတတတတဏိခင်္ကာယံစုံနဝါလူကေပ
Parazitawa ma phong li namami tirata mahang Tita misatang sa adarina namamahang Namagara nuba wina hidawata be ubatawi Nika anraya biwinadandu adidado Atawidao na jay shizu gondo tabudisa lidisa manyayang liampay Tote tembo timino mubido pya shinguro myajiro i Dwara tinsa tatagi Nipa kaya samwi layang di tataw na tong gondo Tabudisa layang bamanyayang wapin Tisa limyang myabong kondo kulagang Tisa tatatani tawday sajawala kuwayang shampay Cầu hoa dòng sinh ngã tinh công tổ ta bố đi ra đi ông bà má nhà ông hoa biển tích xa lên dạo miếng một nền đồ hồ là con Kinh ngã bị liễu miệng đuôi này sâu na hoa lưu kỳ tê lông đồ cô Bà giết đồ hoa sông dê bị về Bố phổ lý mà phổ lý Kinh ngã bị thế nguy tông tê đồ này luôn kém nhà xóa quên đồ mù chả công bí đồ Ta bố đi ra miếng xóa phía đồ hồ là con ăn phía đồ bị đồ đi Tirata Ugao Yarana Mia Inga Vietnamami Yudimianu Shigo Groba Yi Shimbaya Tita Kinga Walu De Sumaga Window Muja Gomido Mia Swabiaru I Tamida Mabuli down Neighbor Bria Diudo Sebado Diaro Mia Dilega Tamida Mabuli down Neighbor Bria Diudo Sebado Diaro Mia Golaga Tangesa Bria Down, Bribadi Down Dogo, Adon Juba, Tanzando Mujagono, the Moody Nueva Titanga Miagolaga. Our Pia Davido, the Adarina, Gino Yodido Avienama, me, Uniman, Leo Shigo Groba, East Shimbaya. Navagara Duba, Wina Shigo Groya, Dobanama Gudogan, Sirena Doja. Tabi, Alonso Gondo, Ubadawi, Ubado, Diarogo. Hey, Dawa, Babe, Yawi. Niga Anraya Bimia Lado and a Bondo Dile Adida do Junior Dazi Mashido Abin Winadando Kinsin Limbiao Java the Gondari Tabo de Tawi the Mama Gizadi Burado Pinsa Boda Mahadiza Mama Dide Nide Dedi Deva Dida Marakandu Hodu Mezaya Minglagan Tabebi Misa Namami Guni Abadi Dambodi Ariyanesa Tabidan Dawaganesa Tabadom Tawidan Najay Shizugo Tabodiza Lidizaman Shunya the King Yazavaya Shindodi Mama Vaya Davido di Burado Shina Gizadi Joya Shwimbio the Rendono Muvazi Dari Madizo Jije Mimia do the Gojido Mujabagono Pensa Boda Tango Bama Yang Azudo Payashinguro Miajido di Mama Davido di Amia Tating Ugandina Nide di Miaji Shwimbio the Rendono Muvave the di Deva di down Deva di Dani Yongi Chokwe Shimpayashinguro Miajido di Mambaya Davido Gora Kandubi Yang Kimbia Sanjoro Mujaba di Gondri Abadi Guni Gondo Tinsha Mima Biezonido Yaudo Muja Gondo Tabi Lodo Libi Gondo Imita Bodida to Gomia Shimpaya Jinguro Miajido Golaga Tabado Lodo Gondo Tawaga Nisa Akatawaga Bondo Golaga Namadami Une Malio Grobai Idina Tisa Wazina Imando Tisa Saga Jambi Mama Davido A Agamia Dosaya Mingala Omi Jin Kongju Mingala Piabiadi Ho do Sensimatui Biesombazi Tati Tata Bhagavado Arahado Tamadam Bhuttata Namo Tata Bhagavado Arahado Tamadam Bhuttata Namo Tata Bhagavado Arahado Tamadam Bhuttata Arahado Lunabhyama Tattavado I Puzo Dhugo Kanyuro Mutai Bhavithato Tamadam Bhuttata Amandaita Sayamashi Taya Lonsongo Kurodai Tiro Muthato
ကိုရောတိုင်းသစ္စာလေးပါးကိုထိုးထွင်း၍သိမြင်တော်မူပြီးသည့်အလျောက်ဝိနည်းတတ္တဝါတို့ကိုကိုရောနှင့်မခြားတမှုအလားတူသာလျင်သိမြင်စေတော်မူတတ်သောသဗ္ဗညုတညာနာပိုင်ရှင်ဟုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနမောယောသိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးကတော်လျခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသမယယောသမယတိမဟိတောမဟာသမယောသမယေဒေဝဒေဝနောတံတတ္တတတ္တမေနမောမဟိတောသုံးတိုက်ဘုံသူနတ်နေလူတို့ကြည်ပြုဥခိုက်ပူဇော်ထိုက်သောအာသမယောမုံမြတ်သောအယုမုံမြတ်သောအကျင့်အခွင့်ကောင်းအခါကောင်းမုံမြတ်သောပရိဝေဒဉာဏ်မုံမြတ်သောပါရမီစာကစရိယအပေါင်းအကြောင်းထူရှိတော်မူသောယောနာတော်ယောသေးလေးမြတ်ကိုးစားသည့်အကျဉ်းနာမင်းသည်ဒေဝဒေဝနောကျွတ်တိုက်သောနတ်ဗျမမကျွတ်တိုက်သောနတ်ဗျမတို့၏သမယေအစည်းဝေး၌သမယသစ္စာလေးချက်လေးညာမနှင့်ပေါင်းဖက်ရှင်တွင်ကြိုပွဲဝင်ရခြင်းကိုသမယတိဗုဒ္ဓဉာဏ်တော်ဖြင့်ထွင်းပေါက်၍သိမြင်တော်မူပါ၏တန္တတာပူပန်မလိမ်ငြိမ်းဤသောစိတ်ရှိတော်မူသောတသနာတတယောသေးလေးမြတ်ကိုးစားအပ်သည့်ထိုဝိသုဒ္ဓိနမင်းကြီးအားမေအမကောအခါတော်ပွဲစဉ်တွင်ပြုလုပ်အကျွန်ုပ်တို့၏မေအမကောမသမယသို့အနတ်ကိုရုပ်ဘပူဇော်မိဘုရားတပည့်တော်နှင့်နာယူမတကြမီအလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့၏နမောယောသိမြတ်တို့လက်ဆုံးမွေရှိခိုးကတော်လျခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသမန္တာသက္ကဝါလေတုအတ္တရာကိသံတုဒေဝတာတတ္တမမုနိရာဇတသုဏန္တုတကမောက္ခတံဓမ္မတဝနာကာလောအယံပဋ္ဌန္တံဓမ္မတဝနာကာလောအယံပဋ္ဌန္တံဓမ္မတဝနာကာလောအယံပဋ္ဌန္တံသမန္တာမြေမဟိချာယေတိသာနှင့်ဒီပါလေးကျိုးမြင့်မို့ထွန်းသာသဝောအသွင်ဤစัจ java လာဤထဝွန်ခြင်းမသက္ကဝါလေသူယုဒနာပေါင်း82,000အမြင့်ဆောင်သောတောင်စัจ java လာကာယံကြောက်ဆိုင်ဝန်း၍ဝိုက်သောတိုက်ဇာတိပေါင်း1,000သောလောကရတို့၌ဝတ္တန္တာဒီဝိတိကုံအင်းဆုံးညီမြနေထိုင်ကြကုန်သောဒေဝတာအနာလွမ်းမို့တကုကြီးမြအနန္တတို့သည်အတရမဟာသမယသုတ်ကိုမဟာသမယသုတ်၏အနတ္တိပ္ပယ်များကိုယုပ္ပတရစေယဤနေရာဤဌာနသို့အကေသန္တုအလုံးပေါင်းယုံအမြသရပွားလျက်မဟာသမယသုတ်အနတ္တိပ္ပယ်တို့ကိုနာယူရန်လာရောက်ကြပါကုန်လောမုနိရာဇတအရဟတသဝကနေပစ္စေကမုနိအစရှိသော
မုနိတကာတို့ဤထိပ်ပံယဟံတကာတို့ဤတရဟုလူတကာတို့ဤသင်္ချေနတ်တကာတို့ဤအစင်တန်ဆံဗျာမာရကာတို့ဤဥရှောင်းငါမအောင်သောမင်းကောင်းမင်းပြမင်းတရားကြီးဖရာဤတက္ကမောခတောင်နဝိဇယံဝေကရနှင့်နေရပံရွှေဘုံစေရခုံသို့လုံးစေလသည်အကျိုးကိုပိတတ်သောတတ္တမဟုတံဝိဇာမာနတတ္တမနှင့်ပတ္တတကုံအင်းဆုံးညီညွတ်တုလို့အကျော်မဟာသမယသုတ်တော်ဟုဆွဲသောတရားတော်ကိုသုဏ္ဏတုမိစ္ဆာဝိဓမညိရှပဲပြေနာအာယုမသနာခံကြပါကုန်လောပါတိရှင်ဘုရားဣဒံသုတ်တံဣမာသမယသုတ်ကိုမေယကျွန်ုပ်သည်ဧဝံဤသို့ဤပုံဤအချင်းရာအပြင်သာလျင်သုတ္တံမြတ်စွာဘုရားဓမ္မဈာနာသင်မှဆောင်ထားအပ်ပါပြီကထံသုတံဘေပုံဈာနာသမတ်ဆောင်ထားအပ်ပါသည်နိဧကသမယံကရုဏာဤကိစ္စကိုပြုတော်မူရာခါတော်၌ဘဂဝါမြတ်စွာဘုရားသည်တကေတုတကေဝီမင်းသားတို့ရဲ့အုပ်စိုးရာဖြစ်၍တက္ကအမည်ရှိတဲ့ဇနပုဒ်မှာကပိလဝတ္ထုတမိတ်ကပိလမုနေယတိဆံယသင်္ခတာ၌ဒီတော်ဗဇင်အတိဖြစ်၍ကပိလဝတ္ထုအမည်ရှိတော်မြို့တော်အနီး၌မဝနေဟိမဝန္ဒနိတဇတဲ့ကြီးစွာသောတောအုပ်ကြီးတဲ့၌မဟာတာအရေးအတွက်အပြည့်လည်းများဂုံအပြည့်လည်းမြတ်သောဘေကုတံဂိနာယံတော်ပေါင်းနှင့်သဗ္ဗေဟိဝအရန္တေအလုံးစုံယန္တာရှိတာဖြစ်ကုန်သောဣဇာမတေဟိဘေကုတတေဟိ900တိုင်းရှိကုန်သောယံတော်တို့နှင့်တတ္တိန်တော်ဝဝိရတိတရင်သုံး၍နေတော်မူ၏ဒါတာဟိဇာလောကဓာတုဟိထောင်ပေါင်း10ထွေအရေအတွက်ရှိသောစัจ java ဝလလောကဓာတုမှလင်ဝါတသောသောစัจ java ဝလလောကဓာတုမှလည်းအာကန္တဝလာကြကုန်၍ရေဘုံရေနများသောအပြင်ဝါများစွာကုန်သောဒီဝတ္တနဗျမတို့သည်ဘဂဝတံသမြတ်စွာဘုရားကိုလည်းကောင်းဘိက္ခုသံဃာသယဟန်ပေါင်းကိုလည်းကောင်းတသနာယဖူးမြင်ခြင်းကတဏိပရိဒစည်းဝေးကြကုန်သည်ဟွန်တိဖြစ်ကုန်၏အထနဗျမတို့ဤစည်းဝေးကြရာထိုခါ၌စရုဏလေးယောက်ကုန်သောသုဒ္ဓဝါဒကာယိကနသုဒ္ဓဝါဒဘုံ၌နေကြကုန်သောဒေဝဒနာဝဗျမတောဣတံပရိဝိဒကနာဤသို့ကြံစီခြင်းသည်အဟောတိဖြစ်ပြီဂိမ္ပရိဝိဒကနံဘယ်သို့ပဲဘောကြံစီခြင်းသည်ဩသည်ဖြစ်သည်နိအယံဘဂဝါဤမြတ်စွာဘုရားသည်တက္ကေတုတာကိဝိမင်းသားတို့၏အုပ်စိုးရာဖြစ်၍တက္ကအမည်ရှိသောဇနပုဒ်၌ကပိလဝတ္ထုသမိတ်ကပိလမုနေယတိဆံယသင်္ကန္တာ၌တည်တော်ဖန်ဆင်းအပ်သည်ဖြစ်၍ကပိလဝတ္ထုအမည်ရှိသောမြို့တော်အနီး၌မဟာဝနေဟိမဝန္ဒနှင့်တဇတဲ့ကြီးစွာသောတောအုပ်၌မဟာတာရေတွားအဖြစ်လည်းများတဲ့ဂုံအဖြစ်လည်းမွန်မြတ်တဲ့ဘေကုတံဂိနာယံတော်ပေါင်းနှင့်တပ်ပေဟေဝအရန္တေဟိအလုံးစုံယန္တာကြီးတာဖြစ်ကုန်သောဧဇာမတေဟိဘေကုတတေဟိ900တန်းရှိကုန်သောယံတော်တို့နှင့်တတ္တိန်တော်ဝိဟရတိနေတော်မူ၏ဒါတာဤဇာလောကဓာတုဤထောင်ပေါင်း10တွင်အရေအတွက်ရှိသောစัจ java ဝလလောကဓာတုမှလီအာကန္တောလာကြကုန်၍ရေဘုံရေနာများသောအပြင်ဝါများကုန်သောဒီဝတ္တနဗျမတို့သည်
ဘဂဝတံသမြတ်စွာဘုရားကို၎င်းဘိက္ခုတံကံသယဟန်တော်ပေါင်းကို၎င်းတသနာယဖူးမြင်ခြင်းကတာနိပရိဒါစီဝေကြကုန်သည်ဟွန်တိဖြစ်ကုန်၏မယံပိငါတို့သည်လည်းယေနဌာနေနခြင်းရ၌ဘဂဝါမြတ်စွာဘုရားသည်အတ္တိရှိတော်မူ၏ဒေနဌာနေနတို့မြတ်စွာဘုရားရှိတော်မူရာယသို့ဥပသင်္ကမေယမချင်းကဲ့ရပါကုန်မူကားယန္နုနကောင်းလေစွာဝါကောင်းပေရ၏ဥပသင်္ကမိတ္တဝချင်းကပြီး၍ဘဂဝါတော်မြတ်စွာဘုရား၏တန်တိကေအနိဓမ္မကြလောက်ရယ၌ပိစိကံအတိကြတပါးစီသောကာထံကာရကိုပါတိယမရွတ်ဆိုရပါကုန်မူကားယန္နုနာကောင်းလေစွာဝါကောင်းပေရ၏ဣတိဤသို့ကြံစီခြင်းသည်ဩသည်ဖြစ်ပြီအထကြံစီပြာနောက်၌တာတိဝတ္တတို့လျောက်သောသုဒ္ဓဝါဒမြမတို့သည်တေယတာဘိနာမကိုတွေ့မျက်မြင်၌ရှင်ဘောရာဥပမာမြည်သည်ဗလဝါအားရှိသောပုရိသောယောက်ျားသည်တမိန်စီတံကိုယ်အပ်ပြီးသောဗဟံလမောင်းကိုပဒါရိယတေယတာဘိဝသန္တယတကဲ့သို့၎င်းပဒါရိယသန္တအပ်ပြီးသောဗဟံလမောင်းကိုတမိန်စီယတေယတာဘိဝကိုယ်ရတကဲ့သို့၎င်းဧဝမေဝဤနိတုတလေသုဒ္ဓဝါသေတုဒေဝေတုသုဒ္ဓဝါဒမြမတို့၌အန္တရာဟိတာကွယ်ပြောင်းခဲ့ကုန်သည်ဟုတ်တော်ဝါဖြစ်ကုန်၍ဘဂဝါတော်မြတ်စွာဘုရားဤပုရတော်ရှိတော်မောက်၌ပါတုရေသုံးထင်ရှားဖြစ်ကြကုန်သည်အထရှိတော်မောက်သို့ဆိုင်းရောက်ပြီးဒီမှနောက်၌တာတိဝရထိုမြမကြီးလေးခုတို့ကဘဂဝန္တမြတ်စွာဘုရားကိုဘိဝါတိတဝါယိုတိလေးမြတ်စွာရှင်ကိုကုန်ပြီး၍ဧကမတံဝိနိတိညာမြင့်အတူတူနောက်ွယ်ဟုသည့်နေသူပြည့်စာလွတ်လောက်ရတဟုသောယ၌အထံသူယတ္တိကြကုန်၏ဧကမတံဝိနိတိညာမြင့်အတူတူနောက်ွယ်ဟုသည့်နေသူပြည့်စာလွတ်လောက်ရတဟုသောယ၌ထိတာယတ္တိပြည်သောဧကဒေဝတာတဟုသောမြမကြီးကအရှိဘစัจ java လာတောင်တိတ်၌တဆင်းသောမြမကြီးကဘဂဝါတော်တန်ဒီကေဘုရားထံတော်၌ဣမံကာထံဤကာရကိုအပ္ပတိရွတ်ဆိုပြီးကေအပ္ပတိဘေသို့ရွတ်ဆိုသည်နီတန်ဒီမြတ်စွာဘုရားဘဝနာသမေကြည်လာစွာသောဣမဟုတော်၌အစ္ဆဤနေ၌မာသမယောများစွာသောနတ်မြမတို့၏စီဝေသည်ဩသည်ဖြစ်ပါ၏ဒေဝဂါယနတ်မြမပေါင်းတို့သည်အပရဇိတသံဃာတစုံတယောက်သောယံသူသည်အောင်နိုင်အပ်သည်မဟုတ်ယနေ့ပင်မှန်၃ပါးကိုအောင်နိုင်တော်မူပြီးသောယံတော်ပေါင်းကိုတကိတာယေဖူးမြင်ခြင်းကသမာဂတအညီအညာလာရောက်နေကြပါကုန်ပြီမယံပိအကျွန်ုပ်တို့သည်လည်းအပရဇိတသံဃာတစုံတယောက်သောယံသူသည်အောင်နိုင်အပ်သည်မဟုတ်ယနေ့ပင်မှန်၃ပါးကိုတနည်းအားဖြင့်မှ၅ပါးကိုအောင်နိုင်တော်မူပြီးသောယံတော်ပေါင်းကိုတကိတာယေဘုမြင်ခြင်းကဝါဘုမြင်လိုခြင်းကြောင့်ဣမံဓမ္မသမယတရားနာယာဤနတ်မြမအစည်းဝေးသို့အာဂတအမများနေသူကြည်ဖြူဝမ်းမြောက်လာရကြောက်ပါကုန်၏အာဂတအမများနေသူကြည်ဖြူဝမ်းမြောက်လာရောက်ကြပါကုန်၏ဣတိသောပါတိကောင်းစွာမသွေရုပ်ဘပူဇော်လေတော်သတည်းသာဂောပရမဗျမလျှောက်ပြနောက်အခါ၌အပရာဒေဝတာတဟုသောဗျမကြီးကလည်းပဲတောင်စัจ java လာတောင်ထိပ်၌သဆင်းသောဗျမကြီးကဘဂဝါတော်တန်တိကေဘုရားထံတော်၌ဣမံကာတံဤကာရကိုအပ္ပတိရွတ်ဆိုပြီးကိမ္ပါတိဘေသို့ရွတ်ဆိုသည်နီတန်တိမြတ်စွာဘုရားတတရထိုစီဝေရာယ၌ဘေကဝောယံတော်ငါရာတို့သည်အရဏောမိမိစိတ်တန်စိတ်ကိုတမတဟံသူငြိမ်သက်တည်ကြည်စွာထားနိုင်ကြပါပေကုန်၏အရဏောမိမိစိတ်တန်စိတ်ကိုဥစုကံပြောင်းစင်းသည်ကို
ဝါပြောင်စင်းအောင်အကန့်သူပြုနိုင်ကြပါပေကုန်၏သာတတိညီညာသောတိမ်တော်မြင့်တို့ဖြင့်ကရှင်ရသောယထာကိုမောင်းနေတဲ့ယထာထိန်သည်နေတ္တနိမြင်းဆက်ကြိုးတို့ကိုခေတ္တဝကံယုံသာကံ၍ဝါနှင်းလည်းမနှင်းဆွဲလည်းမဆွဲပဲတိဋ္ဌတိဝတိယတကဲ့သို့တတတို့ယထာထိန်နှင့်အလားတူစွာပန္တိတာဖြစ်သောမပညာရှိတော်မူကြကုန်သော900သောယဟန်တော်တို့သည်ဣန္ဒရိယာနိမျက်စိနာနာလျာကိုစိတ်ပိတ်တဲ့ဣန္ဒြေလမ်းပေါက်တို့ကိုရကန္တိတတိတိဟုသောအဆောင်ရှောက်ဖြင့်ကိလေသာယံသူမဝင်လာအောင်စောင့်ရှောက်တော်မူနိုင်ကြပါပေကုန်၏ဘဂဝါဟုဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားမယံပြီးကျွန်ုပ်တို့သည်လည်းဣတိဘိက္ခုဤသို့ဂုဏ်နှင့်ပြည့်စုံတော်မူသောယံတော်တို့ကိုတကိတာဤဘုမြင်ရခြင်းကဝါဘုမြင်လိုခြင်းကြောင့်ဣမဓမ္မသမယဤတရားနာယနတ်မြမစီဝေသို့အာဂတအမများနေသို့ကြည်ပြိုဝမ်းမြောက်လာရောက်ကြပါကုန်၏ဣတိသောအပတိကောင်းစွာမသွေရွတ်ဆိုပူဇော်လေတော်တည်းသာဂောဒုတိယမြမလျှောက်ပြနောဩဃာ၌အပရဒေဝတာတဟုသောမြမကြီးကလည်းပဲနောက်ကစัจ java လာတောင်ထိပ်၌သတ်ဆင်းသောမြမကြီးကဘဂဝါတော်တဏိကေတို့ဖရာရဲ့ထံတော်မှာဣမံကတံဤကာရကိုအပတိရွတ်ဆိုပြန်ပြီဂိအပတိဘေသို့ဘေဘုံရွတ်ဆို၍ပူဇော်လေသည်ဗန္တိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားယေတုတုနာကအရွယ်လူပြိုခြင်းယန္တာပုဂ္ဂိုလ်တို့သည်သဗ္ဗမတဗုဒ္ဓဓမ္မသမန္တနှင့်ညာနာဒိဗ္ဗငါးပြသောဉာဏ်ဆက်ကိုရှိတော်မူသောအရှင်မြတ်စွာဘုရားသည်ဓမိတာဆုံးမကုန်သည်ဖြစ်၍သုဒ္ဓန္တာမျက်စိနာနာလျာကိုစိတ်မယိုဖိတ်အောင်စိုးပိတ်ဆောင်စည်းအလွန်ရင်ကျေးပြီးဖြစ်ပါကုန်၏တေတုတုနာကအရွယ်နုပြိုထိုယန္တာပုဂ္ဂိုလ်တို့သည်ခီလဝရကဒေါသမောဟတိဟုသောညောင်းကလုံးကိုစေတဝါမ၄ပါးဖြင့်ပေရှားခုတ်ပြတော်မူကြကုန်၍ပလိကဝရကဒေါသမောဟတိဟုသောတက္ကကြီးမင်းတို့ကိုစေတဝါမ၄ပါးဖြင့်ပေရှားခုတ်ပြတော်မူကြကုန်၍ဣဒာကိလဝရကဒေါသမောဟတိဟုသောတက္ကဂုံတက္ကတိုင်းကိုဩဟိသနှုတ်တော်မူကြကုန်၍အနေစာစိတ်ကိုတုံလုံးစေတတ်သောတဏှာလောဘမရှိကြကုန်သည်ဖြစ်၍သောတာကိလေသာအန္တရာယ်မှစင်ကြယ်တန်ရှင်းကုန်သည်ဖြစ်၍ဝိမလကိလေသာညစ်ကြေးမှကင်းဝေးကြကုန်သည်ဖြစ်၍စရန္တိအပိအစီမထင်ထဝန်းခြင်းအယက်လေးမျက်နှာတို့၌လဲ့လေတော်မူနိုင်ကြပါပေကုန်၏ဘဂဝါအိုရှင်မြတ်ဗယမယံပြီးအကျွန်ုပ်တို့သည်လည်းဧတေသုတုနာကေနုနုပြိုတို့ကိုတက္ကိရာယေဘုမြင်ပါရခြင်းကဝါဘုမြင်လိုခြင်းကြောင့်ဣမဓမ္မသမယောဤတရားနာယနဗ္ဗမအစည်းဝေသို့အာဂရအမအများနေသို့ကြည်ပြူဝမ်းမြောက်လာရောက်ကြပါကုန်၏ဣတိသောအပါတိကောင်းစွာမသွေရွတ်ဆိုပူဇော်လေတော်သတိဒါကောတတိယပြမလျှောက်ထပြရာနောက်အခါ၌အပရာဒေဝတာတဟုသောပြမကြီးကလည်းပဲမြောက်ဘက်ဆက်ကြဝဠာတောင်ထိပ်၌သတ်ဆင်းသောမြမကြီးကဘဂဝါတော်တဏိကေတို့ဘုရားရဲ့အထံတော်မှာဣမံကာထံဤကာရကိုအပ္ပတိရွတ်ဆိုပြီးကေအပ္ပတိဘေသို့ရွတ်ဆိုလေသနီရေကေစီအလုံးစုံကုန်သောတတ္တတတဝါတို့သည်ဗုဒ္ဓမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကတာတိလောကုတ္တရတရဏဂုံဖြင့်ယုံကြည်လေးမြတ်စည်းကကုန်ပြီ
ဒေသရာတို့တရဝါတို့သည်ပါယဘုမိန်ပေပုံတို့နာဂမိတ်တန်တိပုံသည်မသွားရမလာရကုန်လိမ့်အံမာနုတန်တရားလူအပ်တဘောကဝါလူဘဝကြီးကိုပါယဧကမုတ်ချစွန့်ပဲကြကုန်ပြီးတဲ့အခါမှာလည်းပဲဒီဝါကယောနံပေါင်းတို့ဖြင့်ပြည့်နေတဲ့နတ်ပြည်ကြီးတို့ပရိဘောရတန်တိမုတ်ချဘုံသည်ပြည့်စေကြပါကုန်လိမ့်အံဣတိသောအဘာတိကောင်းစွာမသွေရွတ်ဆိုလေတော့တည်းသာကောနဗျမတို့ရဲ့စီဝေးပေါင်းဆောင်ရန်ထိုက၌ဘဂဝါမြတ်စွာဘုရားသည်ဘိက္ခုယံတို့ကိုအာမန္တေတိကောင်းစွာမသွေမိန့်တော်မူပြန်ပြီကေအာမန္တေတိဘယ်သို့မိန့်တော်မူသနည်းဘိက္ခဝေယံတို့သာသာသူလောကဓာတုသို့ထောင်ပေါင်းဆဲတွေအည်အတွက်ရှိသောလောကရတို့၌ဝတ္တတိယောနေကုန်သောရေပုံရိနာများသောအဖြစ်ဝါများစွာကုန်သောဒီဝတ္တနတ်မြမတို့သည်တရာဂရိစငါဘုရားကိုလည်းကောင်းဘိက္ခုတံခင်စသင်တို့ယဟန်ပေါင်းကိုလည်းကောင်းဒသနာယภูမြင်ဖို့အတွက်အာကန္တဝါဤမဝုံတော်ကြည်တဲ့ဆိုလာရောက်ကုန်၏တဏိပရိသပေါင်းစုစည်းဝေးကြကုန်သည်ဟွန်တိဖြစ်ကြပါကုန်၏ဘိက္ခဝေယံတို့အတ္တိတံရှေ့လွန်လေးပြီးသောအတ္တနံခါကာလ၌အရဟံတော်ကိလေသာညစ်ကြေးမှဝေးကွာတော်မူကြကုန်သောသမထဗုဒ္ဓမဘောမပြန်အမှန်ပိုင်းပိုင်းကိုယ်တော်တိုင်းသိတော်မူကြကုန်သောယေပိတေဘဂဝန္တောထိုသို့ဂုံထူးကျေးဇူးရှိတော်မူကြကုန်သောအရှင်ဘုရားရှင်တို့သည်လည်းအဟိတောငါတို့တမှုပွင့်တော်မူဘူးကြကုန်ပြီဒေသမိဘဂဝန္တနံထိုဘုရားရှင်တို့၏လည်းကာလီရှိလက်တော်ခါ၌မရှောင်းငါဘုရား၏ဣတရယခုမဝုံတော်ဝေတရင်သုံးတော်မူရာဤခါ၌ဒေဝတာနတ်မြမတို့သည်တဏိပိတာပေါင်းစုစည်းဝေးကြကုန်သည်ဟွန်တိတေယတာပြီဖြစ်ကုန်တဲ့ကဲ့သို့တထာထိုဝတုဧတံပရမယေဝဤငါတို့မျက်မှောက်လာရောက်စည်းဝေးသောနတ်မြမတို့၏အတိုင်းရှိမြပမာဏပင်ရှိကုန်သောဒေဝတာနတ်မြမတို့သည်တဏိပိတာပေါင်းစုစည်းဝေးကြကြကုန်သည်အဟိတုံဖြစ်ဘူးကုန်ပြီအနာဂတံနောင်လာလတ္တသောအတ္တနံခါကာလနံအရဟံတော်ကိလေသာအငြိကြေးမှဝေးကွာတော်မူကြကုန်သောသမထဗုဒ္ဓမဘောမပြောင်းအမှန်ပိုင်ပိုင်ကိုယ်တော်တိုင်းသိတော်မူကြကုန်သောယေပိတေဘဂဝန္တောထိုသို့ဂုံတူကျေးဇူးရှိတော်မူသည့်အရှင်ဘုရားရှင်တို့သည်လည်းဘဝိတံဒီငါတို့တမှုပွင့်တော်မူကြကုန်လိမ့်အံဒေသမိဘဂဝန္တနံတို့ဘုရားရှင်တို့ဤလည်းကာလီလက်ထတော်ခါ၌မရှာငါဘုရားဤဣတရဤမဟာဝုံတော်ဝေတရင်သုံးတော်မူရာဤခါ၌ဒေဝတာနတ်မြမတို့သည်တဏိပရိဒါပေါင်းစုစည်းဝေးကုန်သည်ဟွန်တိတေယတာပြီဖြစ်ကုန်တဲ့ကဲ့သို့တတတို့အတုဣတပရမယေဝဤငါတို့မျက်မှောက်လာရောက်စည်းဝေးသောနတ်မြမတို့၏အတိုင်းရှိမြပမာဏပင်ရှိကုန်သောဒေဝတာနတ်မြမတို့သည်တဏိပရိဒါပေါင်းစုစည်းဝေးကြကုန်သည်ဘိဓဏိဖြစ်ကုန်လက်တံဘိက္ခဝေယံတို့အာငါဘုရားသည်ဒေဝကာယနာမျိုးတုစုပေါင်းကုန်သောနတ်မြမတို့၏နာမနိအမျိုးစုအမည်တို့ကိုအာစိတ်ခိတ္တာမိအဥမူလအရင်စာ၍ဟောပြတော်မူရန်ဘိက္ခဝေယံတို့အာငါဘုရားသည်ဒေဝကာယနာမျိုးတုစုပေါင်းသောနတ်မြမတို့၏နာမနိအမျိုးစုမည်တို့ကိုခိတ္တာယိတ္တာမိထုတ်ပေါ်ကြွေးကြော်မူလိုက်တော်မူရန်ကိဋ္ဌယိတ္တာမိထုတ်ပေါ်ကြွေးကြော်တော်မူလိုက်ပေအံဘိက္ခဝေယံတို့အောင်ငါဘုရားသည်ဒေဝကာယနာမျိုးတို့စုပေါင်းသောနတ်မြမတို့၏နာမနိအမျိုးစုအမည်တို့ကိုတေသတာမိအချင်းအပြင်ဟောထားတော်မူလိုက်ပေအံတန်တေသနာတို့ဟောအကြောင်းဖြစ်သောငါဘုရား၏စကားတော်ကိုဒုံမေသင်္ချစ်သားတို့သည်
တာတုကအိုမြဲမြံတင်းကြပ်လေးမြတ်ယိုသေးစွာသူနာဒနာကြကုန်လုံးမနတိကရောဓစိတ်အတွင်း၌တွင်ထားကြကုန်လုံးအဟောငါဖရာသည်ဗာသိတာမိအကျယ်အားဖြင့်ဟောတော်မူလိုက်ပေယံဣတိဤသို့အမန္တေတိကောင်းစွာမသွေမိန်တော်မူလိုက်ပါပေသတည်းဧဝံဝတိမြတ်စွာဘုရားဤသို့မိန်တော်မူအပ်သည်ရှိသောတေဘိကုတို့900သောယံတို့သည်တန်တိမြတ်စွာဘုရားဤဝန်ကောင်းလာပါပြီဣတိကိုဤသို့ကြည်သာဘဂဝါတော်မြတ်စွာဘုရားအာဝါမြတ်စွာဘုရားဤစကားတော်ကိုပစ္စသောတော်ဝန်ခံကုန်ပြီဝါယိုသေးစွာနာယူကြကုန်သည်ဘဂဝါမြတ်စွာဘုရားသည်ဣဒံဝဇ္ဇနံဤစကားကိုဩဇာဟောတော်မူပြီးကိဉ္ဝဇ္ဇဘယ်သို့ဟောတော်မူသနည်းဘုံမာမြေ၌နေကုန်သောနတ်တို့သည်ဝါမြေနှင့်ဆက်သောတရားရှိကုန်သောနတ်တို့သည်ယထဌာနေသူအကျဉ်းချင်းယတုဏဝါအကျဉ်းချင်းယတုတွင်တရတိဓာတုတို့စိတ်ပိုင်းဖြစ်သောရက်ွက်ကိုမိကြကုန်၏ဝါတုတို့စိတ်ပိုင်းဖြစ်သောရက်ွက်ကိုမိ၍နေကြကုန်၏တေဟိဌာနေထိုတို့မိယတရားရက်ွက်တို့နှင့်တကွသီလောကံအကရပုပ္ပပေါင်းဆက်ဖွယ်ထုံသီကုံအပ်သောအဖွဲကာရာကိုအနုကတမိအသင်အလျောပြုတော်မူပေအံဝါဟောတော်မူပေယံရေဘိကိုခြင်းဖောက်ခွဲအပ်ပြီးသောကိလေသာရှိကုန်သောအရိယာပုဂ္ဂိုလ်တို့သည်ကိရိကဗရံတောင်းဟုလိုင်းကောင်းကိုတိတာကိအောင်မိခြင်းသတင်းသုံးတော်မူကြကုန်၏ပဟိတသံကိုနှင့်အတ္တမငဲကွယ်ပဲရက်ဆက်ဒိဋ္ဌံစိတ်အကြံဖြင့်ဒိဗ္ဗံသို့ဆေလွတ်သောစိတ်ရှိတော်မူကြကုန်၏သမာဟိတာဥပသရသမာဓိအပ္ပနာသမာဓိဖြင့်ကောင်းမွန်ငြိမ်သက်စွာအာယုန်၌ထားအပ်သောစိတ်ရှိတော်မူကြပါပေကုန်၏ဘုဒ္ဓ900တဲ့လွန်သောရေအတွက်ရှိကုန်သည်ဖြစ်၍များလာကုန်၏တရားဝါရွှေကူလိုင်ကောင်းအောင်သောခြင်းသည်မင်းတို့ကဲ့သို့တန်လီနာတကုတဲ့သောအာယုန်၌ကောင်းစွာကိန်းဝညိကသောစိတ်ရှိတော်မူကြကုန်၏လောမဟန္တာပိတံမူသောအမွေတို့၏ရွှင်ပြခြင်းလွှမ်းမိုးတော်မူနိုင်ကုန်၏ဝါကြသိမ့်မွေးမြင်ကြသိမွေးမြင်ထားခြင်းပင်မြရှိတော်မမူကြကုန်ဩဒဓမ္မနာတာရဓမ္မရေစဉ်ဖြင့်သုတ်တင်စေလျောအလျာကဖြူစင်သောစိတ်ရှိကြကုန်သည်ဖြစ်၍သုတ်တာဆင်ရဲသောစိတ်ရှိတော်မူကြကုန်၏ဝိပါဒနာရိယမယေစွာဖြင့်ထူးကြည်လင်သောစိတ်ရှိတော်မူကြကုန်၏အနာဝိလာကိလေသာမြုံမောပြောင်း၍နောက်ကျူသောစိတ်ရှိတော်မူကြကုန်တထာမြတ်စွာဘုရားသည်ကပိလဝဋ္ဌဝေကပိလဝမင်းနေပြီးအနိ၌ဖြစ်သောဝဏိမဝုံတော်၌ဘေယောပိသတတိမိမိနှင့်တကွာတပါးဖြင့်ပိုလွန်သော900အရေအတွက်ရှိကုန်သောဒေဘိကုတို့ဘောက်ွယ်ပြည့်စည်အပ်ပြီးသောကိလေသာရှိသောအရိယာပုဂ္ဂိုလ်တို့ကိုဣမေဤအရိယာပုဂ္ဂိုလ်တို့သည်ဒိဗ္ဗသက္ကုဏဒိဗ္ဗသက္ကုပင်ဉ္ဉံဖြင့်ဣတိတိဝကာယဤစည်းဝေးလာရောက်သောနတ်မြမအပေါင်းတို့ကိုပတ္တန်တိမြင်စွမ်းနိုင်ကြကုန်၏ဣတိသောညတဝတိတော်မူ၍တရောတရာတိတော်မူရာဒုက္ခ၌သာသနိဆုံးမပဲ့ပြန်သီလသမာဓိပညာသိက္ခာသုံးပါး၌သာသနိဆုံးမပဲ့ပြန်သီလသမာဓိပညာသိက္ခာသုံးပါး၌တတိမွေးလျောကြကုန်သောသာဝကိဘုရားစကားကိုလိုက်နာပြုကျင့်တတ်ကုန်သောတပိယံတို့ကိုအမှန်တည်းသိစေတော်မူသည်ကေယမန္တယိဘယ်သို့သိစေတော်မူသနည်းဘိကဝယံတို့ဒီဝကာယနတ်မြမပေါင်းတို့သည်ဘိကန္နာရှိယူလာရောက်ကြကုန်သည်ဒုံမေသင်တို့သည်ဒီဝကာယေတို့ရှိယူလာရောက်သောနတ်မြမပေါင်းတို့ကိုဝိဇာနာထဒိဗ္ဗသက္ကုပင်ဉ္ဉံဖြင့်သိကြကုန်လောဝါသိအောင်ပြုကြကုန်လောဣ
တိအမန္တယဤသို့သိစေတော်မူပြီးဒီသဘေကုတို့ယံတို့သည်လည်းပဲဗုဒ္ဓတာမြတ်စွာဘုရား၏သာသနာဆုံးမညွှန်ကြားတဲ့စကားတော်ကိုသုတ္တဝါကြားရကုန်၍တာဝတိဝါကြားလျင်ကြားခြင်းထိုခဏခြင်း၌သာလျင်တရထာယတို့ဒိဗ္ဗစကုပိဉ္ဉ်ဖြင့်သိမြင်ခြင်းအကျိုးငံအတ္တပမကရုံလုံးလာပြုကြကုန်မည်ဒေသဘေကုဏတို့လုံးလာပြုသောယံတို့ကအမနုဿာနနဗ္ဗမတို့ကိုဒသနာမြင်စွမ်းနိုင်သောညာဏဒိဗ္ဗစကုပိဉ္ဉံသည်ပါတုရဟုထင်ရှားစွာဖြစ်လာပြီအဘိကေအချို့ကောင်းသောယံတို့ကတော့အမနုဿာနနဗ္ဗမတို့၏တရံတရားကိုအတ္တကုန်မြင်ကြရကုန်ပြီအထဒုမတဘာအဘိကေချိုးကောင်းသောယံတို့ကတော့အမနုဿာနနဗ္ဗမတို့ဤတသံတထောင်ကိုအတ္တကုန်မြင်ကြရကုန်ပြီအဘိကေချိုးကောင်းသောယံတို့ကတော့အမနုဿာနနဗ္ဗမတို့ရဲ့တတရိန်သဟတဏိ9000တို့ကိုအတ္တကုန်မြင်ကြရကုန်ပြီဧကေအချိုးကောင်းသောယံတို့သည်သဟတနာ1000စီကုန်သောအမနုဿာနနဗ္ဗမတို့၏တရံတရားကိုအတ္တသုံးမြင်ကြရကုန်ပြီအဘိကေချိုးကောင်းသောယံတို့ကတော့နန္ဒရာထောင်အပြည့်ပိုက်ကြမရှိတဲ့နဗ္ဗမအပေါင်းကိုအတ္တကုန်မြင်ကြရကုန်ပြီကတမဘေကြောင့်နန္တံရာထောင်အပြည့်ပိုက်ကြမရှိတဲ့နဗ္ဗမတို့ကိုအတ္တကုန်မြင်ကြရကုန်သနည်းယတမအကျဉ်ကြောင့်ကြောင့်တပ္ပလုံးစုံသောဓိတအယမျက်နာတို့သည်ဖုတာနတ်မြမာတို့ဖြင့်ပြန့်နှံ့ပြည့်နှံ့ကုန်သည်အဟုန်ဖြစ်ကုန်ပြီအယမျက်နာတိုင်းမှာနတ်မြမာတွေပြည့်နှံ့နေတယ်တဲ့တသမတို့ကြောင့်အနန္တံရာထောင်အဖြင့်ပိုင်းခြားမရှိတဲ့နတ်မြမာအပေါင်းတွေကိုအတ္တကုန်မြင်ကြရကုန်ပြီသကုမဗုဒ္ဓဓမ္မသမန္တနှင့်ညာဏဒိဗ္ဗာငါးဖြာသောဉာဏ်မျက်စိရှိတော်မူသောတထာမြတ်စွာဘုရားသည်ဒေသတပံထိုယံတို့တဝုစီမြင်အပ်သောနဗ္ဗမလုံးစုံကိုလည်းဝိညာယထူသောဉာဏ်ဖြင့်သိတော်မူ၍ဝါဝထိတ်တော်အနလဝအပြင်အရေးထင်သောမျက်မြင်တတ်အသမတ်ပိုင်းခြားတော်မူပြီး၍အဝိခိတဝနာဉာဏ်ဆက်ကိုဖြင့်ရှုကြည့်သုံးသပ်ဆုံးဖြတ်တော်မူ၍တတောတရာသမတ်ပိုင်းခြားပြီးရထိုက၌သာသနိဆုံးမပဲ့ပညာသီလသမာဓိပညာသိက္ခာ၃ပါး၌ရတိမွေလျောကြကုန်သောသာဝကိဘုရားစကားကိုလိုက်နာပြုခြင်းတတ်ကုန်သောယံတို့ကိုအမန္တရိသိစေတော်မူပြန်မည်။ကေအမန္တရိအဘယ်သို့သိစေတော်မူပြန်သနည်း။ဘေကဝယံတို့ဒီဝကာယနဗ္ဗမအပေါင်းတို့သည်အဘိက္ခန္ဓရှိကျရောက်လာကြကုန်ပြီ။ဒုံမေသင်တို့သည်ဒီဝကာယေတို့ရှိကျရောက်လာကြကုန်သောနဗ္ဗမအပေါင်းတို့ကိုဝိဇာနာဒဒိဗ္ဗစကုအဘိဉ္ဉံဖြင့်သိကြကုန်လောဝါတိအောင်ပြုကြကုန်လောဝါကြည်ကျူကြကုန်လောအာငါဘုရားတိတေဝကယေအာငါဘုရားတိယေတေဝကယေယင်းသည့်နဗ္ဗမအပေါင်းတို့ကိုကိရာယီထင်ရှားသောစကားအတန်တို့ဖြင့်အနုပုပ္ပသောအစဉ်အားဖြင့်ကိစ္စယိတာမိထုတ်ဘောကြွေကြော်ဟောပြတော်မူရန်တတ္တသဟတအရေအတွက်အားဖြင့်9000အတိုင်းရှိကုန်သောဘုံမာမြေ၌နေကုန်သောဝါမြေနှင့်ဆက်သွန်နေရာရှိကုန်သောအိဒီမန္တောနတ်၌ဖြစ်သောကြီးသောတကုနှင့်ပြည့်စုံကြကုန်သောသုတိမန္တောလွန်စွာတောက်ပသောအယောင်ဝါအာနုဘောနှင့်ပြည့်စုံကြကုန်သောဝဏဝန္တောလွန်ကဲ့တင့်တဲ့သောကိုယ်အစင်းနှင့်လည်းပြည့်စုံကြကုန်သောယ
ယတတိနောမြာသောချမ်းရန်ကျော်စောနေလည်းပြည့်စုံကြကုန်သောဒီယက္ခအနွယ်ရိုးစံမျိုး၌ဖြစ်ကုန်သောထိုနတ်ဘလူတို့သည်မောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဝဏဣမာဝံတောကြီးတဲ့သို့ဘိက္ခုနံယံတော်တို့ဤသမိတေအနီးသို့ဝအထံသို့ဘိက္ခမောရှိစုလာရောက်ကြကုန်၏တာတာဂိရာဂိရိတောင်၌နေကုန်သောတိတသာရေအတွက်အပြင်3000တိုင်းရှိကုန်သောနာနတဝဏီနောညိုရွှေပြူနိစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်သောဣတိမန္တောကြီးသောတကုနှင့်လည်းပဲပြည့်စုံကြကုန်သောသုတိမန္တောလွန်စွာတောက်ပသောအယောင်ဝါအနုဘောနှင့်လည်းပြည့်စုံကြကုန်သောဝနာဝန္တောလွန်ကဲတင့်တဲ့သောကိုယ်အစင်းနှင့်လည်းပြည့်စုံကြကုန်သောယတတိနောများသောချမ်းရန်ကျော်စောနှင့်လည်းပြည့်စုံကြကုန်သောတေယကနွယ်ဇတ်ထိုသည်နတ်တို့သည်မောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘိက္ခုနံယံတော်တို့ရဲ့သမိတိန်ထံပါသို့ဘိက္ခုနံသမိတိယံတော်တို့ရဲ့ပေါင်းစုစည်းဝေးရာဖြစ်တဲ့ဝဏံဣမာဝုတော်ကြီးတဲ့သို့ဘိက္ခုနတသနတယယံတော်တို့ကိုဖူးမြင်ဖို့အတွက်ဘိက္ခမောရှိစုလာရောက်ကြကုန်၏ဣတိဤသို့ဝါဤဆိုအပ်ပြီးသော9ရက်ဤဆိုအပ်ပြီးသော9000တရက်6000တရက်3000တရက်ဟူသောနည်းဖြင့်သောလတသာသာ16000ရေအတွက်ရှိကုန်သောနာနတဝဏီတော်ညိုရွှေပြူနိစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်သောဣတိမန္တောသုတိမန္တောဝနာဝန္တောယတတိနောတကူလည်းကြီးတယ်တောက်ပါတဲ့အယောင်ဝါလည်းရှိတယ်လွန်ကဲတင့်တဲ့သောကိုယ်အစင်းနဲ့လည်းပဲပြည့်စုံတယ်အချမ်းရန်ကြော်စောတွေလည်းများတယ်ဣတိယကနွယ်ဇတ်ထိုသည်နတ်တို့သည်ဟောရမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘိက္ခုနံသမိတေယံတော်တို့ပေါင်းစုံစည်းဝေးရာဖြစ်သောဝဏံဣမာဝံတော်ကြီးတဲ့သို့ဘိက္ခုနံတသနတယယံတော်တို့ကိုဖူးမြင်ဖို့ရန်အတွက်ဘိက္ခမောရှိစုလာရောက်ကြကုန်ပြီဝိသမိတ်တောင်၌နေကုန်သောပြင်စတတ900အရေအတွက်ရှိကုန်သောနာနတဝဏိနောညိုရွှေပြူနိစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်သောဣတိမန္တောသုတိမန္တောဝနဝန္တောယတတိနောတကူလည်းကြည်တယ်လွန်စွာတောက်ပသောအယောင်ဝါအနုဘောနှင့်လည်းပြည့်စုံတယ်လွန်ကဲတင့်တဲ့သောကိုယ်အစင်းနှင့်လည်းပြည့်စုံတယ်အချမ်းရန်ကြောစောတွေနဲ့လည်းများစွာပြည့်စုံကြတယ်ယက္ခနွယ်ယုနာမျိုးတို့သည်ဘိက္ခုနံသမိတေဝနံယံတော်တို့ပေါင်းစုစည်းဝေးရာဖြစ်တဲ့ဣမာဝံတော်ကြီးတဲ့သို့ဘိက္ခုနံသတ္တနတယယံတော်တို့ကိုဖူးမြင်ဖို့ရန်အတွက်ဘိက္ခမောရှိစုလာရောက်ကြကုန်၏ရာဇဂေကောရာဇဂိုတိရဲ့အနိမနေတဲ့ယခောအကြီးမူနဘလူကလည်းပဲဂုံဘီတော်သူရဲ့နာမည်အားဂုံဘီရအမည်ရှိသည့်အဟောတိဖြစ်ပြီးဝေပုံလောဝေပုံလတောင်သည်အတ္တယဂတတို့ဂုံဘီရနဘလူဤနိဝေဒနာနေရာယတိအဟောတိဖြစ်ပြီးယဂနာနဘလူတို့ဤဘိယောတရတဟတံတသိမ့်ထလွန်သောအရေတို့သည်နာယကတို့ဂုံဘီရနဘလူတို့ပရိရူပဒတိစီကခါဇလိဂုံဘီရမြည်ရှိသောရတဂိကိုရာဇဂိုပြီးအနိ၌နေသောသောပိယကောတို့နဘလူသည်လည်းတပရိဝါရောအချမ်းရနှင့်တကွ
ဘေကုဏံသမိတေဝနံယံတော်တော်ပေါင်းစုံစည်းဝေးရဖြစ်တဲ့ဤမှာဝတော်ကြည်တဲ့သို့တသနာယယံတော်တို့ကိုခုမြင်ဖို့ရန်အတွက်ဤမှာဝတော်ကြည်တဲ့သို့အာဂါရှိစုလာရောက်ကြကုန်ပြီတတရတော်တတရတမြည်ရှိတဲ့ရာဇာနမင်းကြီးကလည်းပဲပုရိမံမြင့်မိုးတောင်းရဲ့အရှိပဲဖြစ်တဲ့ဒီသန်းစာအယက်မျက်နှာကိုလည်းအယက်မျက်နှာမှာနေလေးရှိတဲ့နတ်အပေါင်းတို့ကိုလည်းပတာတတိတာဝန်ယူကျုံဆုံးမရ၏သောရဇာတို့တတရထနမင်းသည်ကန္တဗာနံကျိုးကြီးလေးသွဲကျုံငယ်များစွာလေးမျက်နှာရက်နိုင်နေကုန်သောကန္တဗာနတ်ဟူသည်များတို့၏အဓိပတိအကြီးအမှုဦးစီးကောင်းဆောင်ဖြစ်သောယတတိများသောချမ်းရန်ကျော်စောနှင့်ပြည့်စုံသောမဟာရာဇာနမင်းကြီးတစ်ပါးပါပေသည်တတမဟာရာဇသထိုတတရတနမင်းကြီးဘဝအများကုန်သောအိန္ဒနာမအိန္ဒဟုသောအမည်ရှိကုန်သောဝါတကြမင်းယမည်နှင့်တူသောအမည်ရှိကုန်သောမဗလာကြီးသောခွန်အားနှင့်ပြည့်စုံကုန်သောဣတိမန္တောနန္ဒဖြစ်သောကြီးသောတကုနှင့်လည်းပြည့်စုံကုန်သောသုတိမန္တောလွန်စွာတောက်ပသောရောင်ကအနုဘောနှင့်လည်းပြည့်စုံကုန်သောဝနာဝတ္တလွန်ကဲတင့်တဲ့သောကိုယ်အစဉ်ရှိကုန်သောယတတိနောများသောချမ်းရန်ကျော်စောနေလည်းပြည့်စုံကြကုန်သောဗုဒ္ဓပိသားတော်တို့သည်လည်းမောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘိက္ခုဏယံတို့၏သမိတိန်ပေါင်းကုန်သတ္တနာယဘူမြင်ခြင်းငါဝဏံဤမှာဘုတော်ကြီးတဲ့သို့အဘိက္ခမုံရှိကျူလာရောက်ကြကုန်ပြီဝိရုံလောဝိရုံလအမည်ရှိသောရာဇာနမင်းကြီးကလည်းပဲတကိဏမြင့်မိုးတောင်းဤတောင်ဘက်ဖြစ်သောတန်တိတန်စာထိုရက်မျက်နှာကိုလည်းပတာတတိတာဝန်ယူကျုံဆုံးမရ၏သောရသာတို့ဝိရောလနမင်းကြီးသည်ကုံပန္နနှင့်ကျိုးကြီးလေးတွေကျုံငယ်များစွာလေးမျက်နှာရက်၌နေကုန်သောကုံပန္နနတ်ဟူသည်များတို့၏အဓိပတိအကြီးအမှုဦးစီးကောင်းဆောင်ဖြစ်သောယတတိများသောချမ်းရန်ကျော်စောနှင့်ပြည့်စုံသောမဟာရာဇနမင်းကြီးတစ်ပါးပါပေသည်တတမဟာရာဇသတ္တဝိရုံလာနမင်းကြီးဘဝများကုန်သောအိန္ဒနာမအိန္ဒဟုသောအမည်ရှိကုန်သောတရားမင်းကြီးရဲ့အမည်နှင့်တူသောအမည်ရှိကုန်သောမဗလာကြီးသောခွန်အားရှိကုန်သောဣတိမန္တောသုရိမန္တောဝနာဝန္တောယတတိနောကြီးသောတကုနှင့်လည်းပြည့်စုံတယ်လွန်စွာတောက်ပသောရောင်ဝါအနုဘောနှင့်လည်းပြည့်စုံတယ်လွန်ကဲတင့်တဲ့သောအစင်းနှင့်လည်းပြည့်စုံတယ်များသောချမ်းရန်ကျော်စောနှင့်လည်းပြည့်စုံကြကုန်သောဗုဒ္ဓပိသားတော်တို့သည်လည်းမောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘေကုဏံယံတော်တို့၏သမိတိန်ပေါင်းကိုတသနာယဖူးမြင်ဖို့ငါဝနံဤမာဝုံတော်ကြီးတဲ့သို့အဘိက္ခမုံရှိရှုလာရောက်ကြကုန်ပြီဝိရုပကောဝိရုပကအမည်ရှိတဲ့ရာဇာနမင်းကြီးသည်ပစ္စည်းမမြင့်မို့တောင်၏အနောက်ဘက်ဖြစ်သောဒီတန်ဆအယက်မျက်နှာကိုလည်းဝါအယက်မျက်နှာ၌နေလေးရှိသောနတ်ပေါင်းကိုလည်းပဒါတတိတာဝန်ယူကျုံဆုံးမရ၏သောရာဇာတို့ဝိရုပကနမင်းကြီးသည်နာဂနိစကျွန်းကြီးလေးသွဲကျွန်းငယ်များစွာလေးမျက်နှာရက်၌နေကုန်သောနတ်နဂဟုသည်များတို့၏အဓိပတိအကြီးအမှုဦးစီးကောင်းဆောင်ဖြစ်သောယတတိမဟာရာဇများသောချမ်းရန်ကျော်စောတို့နှင့်ပြည့်စုံသောနမင်းကြီးတစ်ပါးပါပေတည်းတတမဟာရာဇတထိုဝိရူပကနမင်းကြီးဘဝအများကုန်သောအိန္ဒနာမအိန္ဒဟုသောအမည်ရှိကုန်သောမ
မဟာဗလာကြီးသောခွန်အားနှင့်လည်းပြည့်စုံကုန်သောဣတိမန္တောသုတိမန္တောဝဏဝန္တောယတတိနောနတ်၌ဖြစ်သောကြီးသောတကုနှင့်လည်းပြည့်စုံတယ်လွန်စွာတောက်ပသောရောင်ဝအနုဘောနှင့်လည်းပြည့်စုံတယ်လွန်ကဲတင့်တဲ့သောကိုယ်စင်းနှင့်လည်းပြည့်စုံတယ်အချမ်းရံကြောစောတွေလည်းပဲများစွာပြည့်စုံတယ်ဗုဒ္ဓပိသားတော်တို့သည်လည်းမောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘေကုဏံသမိတေယံတော်တို့ရဲ့အပေါင်းကိုဒသနာယဖူးမြင်ဖို့အတွက်ဝနံဤမဝုံတော်ကြီးတဲ့သို့ဘိက္ခာမုံရှိယူလာရောက်ကြကုန်မည်ကုဝေရောကုဝေရမြည်ကြီးတော်ရာဇာနမင်းကြီးသည်ဥဒ္ဒရမြင့်မိုးတောင်၏မြောက်ဘက်ဖြစ်သောတောင်ဓိတံသထိုရမျက်နာကိုလည်းဝါထိုရမျက်နာ၌နေလေရှိသောနတ်အပေါင်းကိုလည်းပဒါတတိတာဝန်ယူကြုံဆုံးမရ၏သောရသာတို့ကုဝေရနမင်းကြီးသည်ယက္ခဏံစကျွန်းကြီးလေးသွဲကျွန်းငယ်များစွာလေးမျက်နာရ၌နေကုန်သောနတ်ဘလူတို့၏လည်းအဓိပတိအကြီးအမှုဦးစီးကောင်းဆောင်ဖြစ်သောယတတိများသောချမ်းရံကြောစောနှင့်ပြည့်စုံသောမဟာရာဇနမင်းကြီးတစ်ပါးပါပေ၏တသမဟာရာဇသတို့ကုဝေဒနမင်းကြီးဘဝများကုန်သောအိန္ဒနာမအိန္ဒဟုသောအမည်ရှိကုန်သောမဟာဗလာကြီးသောခွန်အားရှိကုန်သောဣတိမန္တောသုတိမန္တောဝဏဝန္တောယတတိနောတကိုယ်လည်းကြည်တယ်လွန်စွာတောက်ပါသောရောင်ဝါအနုဘောနှင့်လည်းပြည့်စုံတယ်လွန်ကဲတင့်တဲ့သောကိုယ်စင်းနှင့်လည်းပြည့်စုံတယ်ယတတိနောများသောချမ်းရံကြောစောနှင့်လည်းပြည့်စုံကြကုန်သောဗုဒ္ဓပိသာတော်တို့သည်လည်းမောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘေကုဏံသမိတိန်တသနာယယံတော်တို့ရဲ့အပေါင်းကိုဖူးမြင်ဖို့ငါဝဏိမာဝတော်ကြည်တဲ့သို့ဘိက္ခာမုံရှိစုလာရောက်ကြကုန်ပြီပုရိမံမြတ်စွာဘုရား၏ရှိဘက်ဖြစ်သောဒီသာမဝုံတော်မှဆက်၍ဤစัจ java လာဆုံးတိုင်အောင်ပိုင်းခြားအပ်သောအရ၌ထီတော်အပြည့်အကျယ်ယက်တည်နေသောကောတိတတသဟတကန္ဓပပရိဝါရောဂရေတသိမ့်စီသောကန္ဓပနအချမ်းရန်ရှိသောတတရထောစာတသောသောစัจ java လာမှလာသောတသောသောတတရတနမင်းကြီးအပေါင်း၎င်းဒါကိနေနာမြတ်စွာဘုရား၏တောင်ဘက်ဖြစ်သောဒိဋ္ဌယမဝုံတော်မှဆက်၍ဤစัจ java လာဆုံးတိုင်အောင်ပိုင်းခြားအပ်သောအရ၌ထီတော်ပြည့်ကြယက်တည်နေသောကောတိတတသဟတဂုံဗန္ဒပရိဝါရောဂရေတသိမ့်စီသောဂုံဗန္ဒနတ်အချမ်းရန်ရှိသောဝိရုလဘောဇတသောသောစัจ java လာမှလာသောတသောသောဝိရုလနမင်းကြီးအပေါင်း၎င်းဣဇိမေနမြတ်စွာဘုရား၏အနောက်ကဖြစ်သောဒိဋ္ဌယမဝုံတော်မှဆက်၍ဤစัจ java လာအဆုံးတိုင်အောင်ပိုင်းခြားသောယ၌ထီတော်အပြည့်အကျယ်ယက်တည်နေသောကောတိတတသဟတနာဂပရိဝါရောဂရေတသိမ့်စီသောနန္ဒကအချမ်းရရှိသောဝိရုပကောသတသောသောစัจ java လာမှလာသောတသောသောဝိရုပကနမင်းကြီးအပေါင်း၎င်းဩဒရံမြတ်စွာဘုရား၏မြောက်ဘက်ဖြစ်သောဒိဋ္ဌမဝုံတော်မှဆက်၍ဤစัจ java လာဆုံးတိုင်အောင်ပိုင်းခြားအပ်သောအရ၌ထီတော်ပြည့်အကျယ်ယက်တည်နေသောကောတိတတသဟတယက္ခပရိဝါရောဂရေတသိမ့်စီသောနဗလူချမ်းရန်ရှိသောကုဝေရောဇတသောသောစัจ java လာမှလာသောတသောသောကုဝေရအနမင်းကြီးများပေါင်း၎င်း
ဣတိသောသတ္တတော်၄ယောက်စီဖြစ်ကုန်သောဒီမဟာရာဇတို့အလုံးစုပေါင်း၍4000တော်နတ်မင်းကြီးတို့သည်သမန္တာထဝန်းခြင်းပပ္ပလေစကြဝဠာတိုက်1000မှအာကန္တဝါလာကြကုန်၍စရုတော်၄ပါးကုန်သောတိတာမြတ်စွာဘုရားဤထဝန်းခြင်းပပ္ပလေအရတို့၌တတ္တလာမာနာတောင်ထိတ်မိဘမှလွန်စွာထွန်းတောက်တင်းတဲခြင်းတို့ရောက်ကုန်သည်ဖြစ်၍ကပိလဝဋ္ဌဝေဝနေကပိလဝပြည်အနိကြီးစွာသောတောအုံနံအတ္တံသို့တီလာကုန်မည်ဒေသမဟာရာဇနတို့နမင်းကြီးတို့ရဲ့မာယာဝီတော်မိမိအပြစ်ကိုဖုံးကွယ်ဝါဒခြင်းဆိုတဲ့မျက်လက်အတတ်နှင့်တူသောသဘောရှိကုန်သောဝဇဏီကမျက်မှောင်မျက်ကွယ်နှစ်သွဲမချမျက်မှောင်မျက်ကွယ်နှစ်သွဲမချဥပကုအပြင်လက်စားလိမ့်လေခြင်းရှိကုန်သောတတ္ထအသွင်တဏ္ဍပုံစံတုပြု၍ကောက်ကျဆင်းလဲတတ်ကုန်သောဒါန်သာကြေးကျွန်တို့သည်အာဂုံလာကြကုန်ပြီတိထာသာထိုကြေးကျွန်တို့သည်မာယာမိမိရဲ့အပြစ်ကိုဖုံးကွယ်ဝှက်ထားခြင်းဆိုတဲ့မျက်လက်အတက်နှင့်တူသောသဘောကိုဧကံပြုနိုင်ကြကုန်သည်ကြီးသာလင်ဟွန်းတိဖြစ်ကုန်၏ဣဒတာသေးသူဤကြေးကျွန်တို့တွင်ဧကောတမျိုးကကုတင်တုပါတဲ့ဧကောဝိတင်တုတဟုကတော့တမျိုးကတော့ဝိတင်တုတဲ့ဧကောဝိတုဇာတမျိုးကတော့ဝိတုဇာဧကောဝိတုတော်တမျိုးကတော့ဝိတုဒအမည်ရှိပါတယ်သောတို့ဝိတုဒအမည်ရှိတဲ့ကြေးကျွန်ကသာတို့ကျွန်တို့နှင့်အတူတကွတပေါင်းတွဲအာဂတောလာပြီဧကောသန္တနောတမျိုးကတော့သန္တနအမည်ရှိတယ်ဧကောကာမအတ္တတော်တမျိုးကတော့ကာမအတ္တအမည်ရှိတယ်ဧကောဂိဏိကံတို့တမျိုးကတော့ဂိဏိကံတို့ပါတယ်ဧကောနိကံတို့တမျိုးကနိကံတို့အမည်ရှိတယ်ပဏာထောပဏာဒအမည်ရှိသောကန္တဘောရာဇာသကန္တဗနမိတိ၎င်းဩပမေညောဩပမေညအမည်ရှိသောကန္တဘောရာဇာသကန္တဗနမိတိ၎င်းဒေဝတုတော်နတ်ပြည်တို့၌ယထာထိန်ဟူ၍ကြောစောထင်ရှားသောမာတလိလို့ခေါ်တဲ့ကန္တဘောရာဇာသကန္တဗနမိတိ၎င်းစိတ်တသေနောစိတ်တဟုသောအမည်သေနဟုသောအမည်စိတ်တသေနဟုသောအမည်ရှိသောကန္တဘောရာဇာသ၃ယောက်သောကန္တဗနမိတိ၎င်းနလောနလမည်ရှိတဲ့ဝါရှိလူဘဝမှာကျူထယံတဲ့သားဖြစ်တဲ့ကန္တဘောရာဇာသကန္တဗနမိတိ၎င်းဇဏိတဘောဇဏဝတ္တဗအမိရတဲ့ကန္တဘောရာဇာကန္တဗနမိတိ၎င်းပိဇာတိခောကန္တဘောရာဇာပိဇာတိကအမိရတဲ့ကန္တဗနမိတိ၎င်းတိမ်ဘရုကန္တဘောရာဇာတိမ်ဘရုအမိရတဲ့ကန္တဗနမိတိ၎င်းဒုရိယဝဇ္ဇတာအမိရတဲ့ကန္တပိစကန္တဗနတမိတိ၎င်းအာဂာယံတော်တို့ကိုဖူးမြင်ဖို့အတွက်ဣမာဝုံတော်ကြီးတဲ့သို့စုဝေး၍လာရောက်ကြကုန်ပြီဣတိကန္တဗရာဇာနောဇာဤသို့အမိတယုံထုတ်၍ဆိုရသောကန္တဗနမင်းတို့သည်လည်းကောင်းတေဟိရာဇုဟိထိုကန္တဗနမင်းတို့နှင့်တတ်တိန်တကွအဟုများကုန်သောအင်းကြီးအမိတယုံထုတ်ဆိုရသောနမင်းတို့မှာတပါးကုန်သောကန္တဗနံမျိုး၌ဖြစ်ကုန်သောရာဇာနောဇနမင်းတို့သည်၎င်းမောဒမာနာနှစ်တရှင်လာဝမ်းမြောက်ကြကုန်လျက်ဘေကုဏံယံတော်တို့ရဲ့သမိတိန်ပေါင်းစုစည်းဝေးရဖြစ်သောဝဏ္ဏဣမာဝုံတော်ကြီးတဲ့သို့ဘေကုဏံယံတော်တို့ကိုတသနာယဖူးမြင်ခြင်းကဘေကမုံရှေးကျူလာရောက်ကြကုန်ပြီအထထိုမှာတပါးသာတစ္ဆကချင်းကြောင့်တတ်သည့်အဖြစ်ကြောင့်တစ္ဆကအမည်ရှိသော
နဂပရိသနေတကွဖြစ်ကုန်သောနာဂတာနဂတရေအိုင်မှနေလေရှိကုန်သောနာဂနဂတို့သည်လည်းကောင်းဝိဒါလဝိဒါလရေအိုင်၌နေလေရှိကုန်သောနာဂနဂတို့သည်လည်းကောင်းအာဂုံယခုမဝုံတော်ကြည်တဲ့သို့ရှုဝေး၍လာရောက်ကြကုန်ပြီကံပလတ္တဒရာကံပလဟုသောအမည်ရှိကုန်နှင့်အတ္တဒရာဟုသောအမည်ရှိကုန်နှင့်နာဂနဂစစ်သူကြီးတို့သည်အာဂုံလာရောက်ကြကုန်ပြီပါယကပယကရေစိတ်မှနေကြကုန်သောနာဂနဂတို့သည်ညာတိပိအဆွေမျိုးဖြစ်သောအဖော်နဂတို့နှင့်သဟတူတကွတပေါင်းတဲ့အာဂုံလာကြကုန်ပြီယမုနာယမုနာမြင့်မှနေကြကုန်သောယတတိတော်များသောခြံရံကျော်စောနှင့်ပြည့်စုံကြကုန်သောနာဂသနဂတို့သည်၎င်းတတရထတတရထမြို့၌ဖြစ်ကုန်သောယတတိတော်များသောခြံရံကျော်စောနှင့်ပြည့်စုံကြကုန်သောနာဂသနဂတို့သည်၎င်းအာဂုံလာကြကုန်ပြီဣယဝနောဣယဝအမိလို့ခေါ်တဲ့ဒေဝဗုဒ္ဓနတ္တတိမာနာကောတရားမင်းဤတသိခြင်းကလျောက်ပတ်သောဆင်ပြောင်ခြင်းနှင့်တူစွာဖန်ဆင်းတတ်သည့်အဖြစ်ကြောင့်မာနာကဟူ၍ခေါ်ပညာသမုပ္ပါတိဟောတိဖြစ်၏သောပြေယဝနောထိုယဝံစင်အမိတွင်သောနတ္တတိလည်းဘိက္ခုနသမိတေဝနံယံတော်တို့ပေါင်းစုံစည်းဝေးရာဖြစ်တဲ့ဤမာဝုံတော်ကြည်တဲ့သို့အာဂါလာရောက်ကြကုန်ပြီဒိဗ္ဗနန္ဒဖြစ်သောအနုဘောရှိကြကုန်သောဒိသမိဝမ်းမှ၎င်းဥက္ကွန်တွင်မှ၎င်းနှစ်ကြိမ်တိုင်းတိုင်းပေါက်ပွားကြရကုန်သောပက္ခိတောင်းပန်ရှိကုန်သောဝိသုဒ္ဓစက္ခုရာထောင်ယူဇနာဝေးကွာတဲ့နဂတို့ကိုသောလည်းမြင်နိုင်သည်ဖြစ်၍အလွန်စင်ကြယ်သောမျက်စိရှိကုန်သောရေကရုလာခြင်းကလုံငတ်တို့သည်နာဂရာစီမြင့်မို့တောင်ချေနေကုန်သောကမ္ဗလနဂမျိုးအတ္တတတနဂမျိုးတို့ကိုခြံလက်၍ဆိုအပ်ခဲ့ပြီးသောနဂမင်းတို့ကိုလောဘပိဗုဒ္ဓအစာ၌တတ်မှတ်သောလောဘသည်နှိစ္စအကုန်သည်ဖြစ်၍သဟတာအစောတလယံရှောင်းတခင်ရန္တိထုတ်ဆောင်မြောက်ချီနိုင်ကုန်၏တေကရုလာထိုနဂတို့ကိုသုတ်ချီနိုင်တဲ့ဂလုံးတို့သည်တေကရုလာနဂတို့ကိုသုတ်ချီနိုင်တဲ့ထိုဂလုံးတို့သည်ဝိဟာယတာကောင်းကင်ခီးဖြင့်သာလေဝဏဤမှာဝတော်ကြည်တဲ့သို့အစ္ဆပတ္တဆက်ရောက်ကြကုန်ပြီဒေသံကရုလာနံထိုဂလုံးတို့အားဝါဂလုံးတို့ရဲ့စိတ်တရားသူပ္ပန္နဣတိစံကျေကောင်းမြတ်သောတောင်ပန်းရှိကုန်သည့်အဖြစ်ကြောင့်စိတ်တရားသူပ္ပန္နတို့ဟူ၍နာမအနုဒ္ဓအမိသည်အဟောသည်ဖြစ်ပြီယတမခြင်းကြောင့်တရဏဂကလုံးမဝုံဝဲပေါင်းစုံမိရာထိုခါ၌နာဂရာဇနောနဂမင်းတို့အားသူပ္ပန္နတော်ဂလုံးဘိယံမအဘယံမလမကြောက်ရခြင်းသည်အာတိဖြစ်ပြီဗုဒ္ဓမြတ်စွာဘုရားရှင်သည်နာဂရာဇနာနဂမင်းတို့ရဲ့သူပ္ပန္နတော်ဂလုံးထံမှခေမံဘေးဤကုံခန်းခြင်းကိုဝါဘေးမဲ့ပေးခြင်းကိုအကာတိပြုတော်မူပြီးတသမတို့အကြောင်းကြောင့်နာဂနဂတို့သည်လည်းကောင်းသူပ္ပန္နဂလုံးတို့သည်လည်းကောင်းတဏှာဟိဝါစာဤနုညံပြေပြည့်ချစ်ဝဲသောစကားတို့ဖြင့်ဥပဝယန္တာမေရင်ဆွေရင်အနီးချီ၍လေပင်ပွေးဖက်လက်ချင်းရှဲ၍နှုတ်ဆက်ပြောဆိုကြကုန်သည်ဖြစ်၍ဗုဒ္ဓံဝယံသူစင်လျက်မေတ္တာတအောင်မိစ္ဆာပေးတော်မူသောမြတ်စွာဘုရားကိုသာလျင်တရဏံကိုးစားမိကိုရာကိုအကံသူပြုကြကုန်ပြီဝဇိဒဟတ္ထိနဝရဇိန်လက်နဲ့လက်ဆွဲသောတရားမင်းသည်ဇိဒစေခြင်းဆိုင်သမျှအနိုင်ရအကုန်သော
တရားမင်းနဲ့စစ်ခင်းတိုင်းမှာအရှုံးပေးရတဲ့သမုဒ္ဒံတိတာသမုဒ္ဒရာကိုမိပြီးတော့နေတတ်ကြကုန်သောဝါဒဝတ္တတရားမင်းဤဘာဒရောအတုရကညာမေတုဇာကြောင့်ဒေါ်လာဆက်လာတဲ့ညီအကိုဖြစ်ကုန်သောရောက်ဖတော်ဆက်ကြတဲ့ဣတိအတုရာဤနတ်အတုရာတို့သည်ဣတိမန္တောကြီးသောတကုလည်းရှိကြပါပေကုန်၏ယတတိနောများသောအချမ်းရံအကျော်စောနှင့်လည်းပြည့်စုံကြပါပေကုန်၏တေတဝါတို့ရေသူတို့နာအတုရာတို့သည်ကာလကင်းစအမည်ရှိကုန်သောမဟာပိသမကြောက်ဖွယ်လတ်လာကြီးမားသောကိုရှိကုန်သောအတုရာဇအတုရာတို့သည်လည်းကောင်းဒါနဝေကတာဒါနဝေကတာအမည်ရှိကုန်သောအတုရာဇအတုရာတို့သည်လည်းကောင်းအာဂရယခုမှာဟောတော်ကြည်တဲ့သို့လာရောက်ကြကုန်ပြီဝေပါစိတ်တိဇာဝေပါစိတ်တိအမည်ရတဲ့အတုရာသည်လည်းကောင်းသူစိတ်တိဇာသူစိတ်တိအမည်ရတဲ့အတုရာသည်လည်းကောင်းပါရဒောဇပါရဒအမည်ရတဲ့အတုရာသည်လည်းကောင်းနမုစိဇာတန္တရာဝမလွတ်စေတမေမာနတိလည်းကောင်းတဟအတုတဲ့ကွာဝါတပေါင်းတဲ့အာဂဒလာကြကုန်ပြီပလိဗုဒ္ဓနာပလိအမည်ရသောအတုရာမင်းကြီးသားတော်တို့၏တတံဇအတ္တိတရားရှိတဲ့တဗ္ဗေအလုံးစုံသောပလိအတုရာ၏တရားသောသားတော်တို့သည်ဝေရောဇနာမကမိမိတို့၏ဥယျတော်ယာဟုအတုရေ၏ဝေရောဇဟုသောအမည်ကိုယူကြကုန်သည်ဖြစ်၍ပလိသေနပလိအတုရာမင်းကြီးရဲ့စေတီရဲမှအပေါင်းကိုတဏ္ဍရှိတဝစစ်ဝတ္တန်စာဖြင့်ကောင်းစွာဖွဲ့စည်း၍ယာဟုပဒံဥယျတော်ယာဟုအတုရေမင်းမြတ်သောဥပကမောစိကခါစားကုန်၏ဥပကန္တဝစိကခါစားကြကုန်၍တေဥဤတော်ရှင်မြတ်ဤဗတ္တံကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းသည်ဟောတုဖြစ်ပါစေတည်းဒါနိယခုကတိတေတောဥဤတော်ရှင်မြတ်ဤဘေကုဏယံတော်တို့ဤသမိတေဇီဝေပေါင်းဆောင်ရန်ဖြစ်သောဝဏ္ဏတို့မှာဟောတော်ကြည်တဲ့သို့ဥပသင်္ကမေတော်ချင်းက၍ဘေကုတံကတတနာယခိလေသာဟူ၍မြင်ဝေမှကျွင်ဖြိုခွင်းဖြတ်စည်းပြီးသောအရိယာအရှင်မြတ်အပေါင်းကိုဖူးမြော်ခြင်းငှာတမယောသင်လျောရာအချိန်ကားပါသည်ဣတိဤသို့ပရိဝေဒေသုံတန်တော်ဟုတင်ကြကုန်မည်အာဘောဒီဝါစအာဘောအမည်ရတဲ့နှမျိုးသည်လည်းကောင်းပထဝီဒီဝါစပထဝီအမည်ရတဲ့နှမျိုးသည်လည်းကောင်းတေဇောဒီဝါစတေဇောအမည်ရတဲ့နှမျိုးသည်လည်းကောင်းဝါယောဒီဝါစဝါယောအမည်ရတဲ့နှမျိုးသည်လည်းကောင်းဝရုဏအမည်ရတဲ့ဒီဝါစနှမျိုးသည်လည်းကောင်းဝရဏအမည်ရတဲ့ဒီဝါစနှမျိုးသည်လည်းကောင်းယတသာယတအမည်ရတဲ့နှမျိုးအပေါင်းနှင့်သာအတူတကွအာဂတလာသောသောမောသောမအမည်ရှိတဲ့ဒီဝါစနှမျိုးသည်လည်းကောင်းတရာနဗျမတို့၏စီဝေပေါင်းဆောင်ရာထိုခါ၌အာဂမုံလာကြကုန်၏မေတ္တာကရုဏာကာယိကမေတ္တာနတ်အပေါင်းကရုဏာနတ်အပေါင်း၌ဖြစ်ကုန်သောယတတိနောများသောခြံရန်ရှိကုန်သောဒေဝနတ်တို့သည်အာဂုံလာကြကုန်ပြီသာသနာဆေဝါပြာဖြင့်ထိတာတီကုန်သောဓာတအာဘောနမျိုးအစရှိသောအပြင်10မျိုးကုန်သောတဗ္ဗေဣတိကာယလုံးစုံကုန်သောဤနာပေါင်းတို့သည်နာနတ္တဝဏိနောညိုရွှေဖြူနေစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်၏ဣတိမန္တောသုတိမန္တောဝဏဝန္တောယတတိနောတကူလည်းကြီးကြပါပေကုန်နဲ့လွန်စွာတောက်ပတ်သောအယောင်ဟာအနုဘောနှင့်လည်းပြည့်စုံကြပါပေကုန်နဲ့
လွန်ကဲ့တင့်တယ်သောကိုယ်အစင်းနဲ့လည်းပဲပြည့်စုံကြပါပေကုန်တယ်များသောအချမ်းရံကြောစောနဲ့လည်းပြည့်စုံကြပါပေကုန်သည်ဟုတ်တော်ဖြစ်ကုန်၍မောဒမာနာနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘေကုဏံသမိတိန်ဝဏံယံတော်တို့ဤပေါင်းဆုံးစည်းဝေးရာဖြစ်သောဤမာဝုံတော်ကြည်တဲ့သောအဘိကာမုံရှေးရှုလာကြကုန်မည်ဝိန္ဒုဒေဝဇဝိန္ဒုမြည်ရတဲ့နတ်ပေါင်းသည်၎င်းသလိဒေဝဇသလိအမြည်ရတဲ့နတ်ပေါင်းသည်၎င်းအာသမဒေဝဇအာသမအမြည်ရတဲ့နတ်ပေါင်းသည်၎င်းဒုဝေနှမျိုးကုန်သောယမယမကအမြည်ရကုန်သောဒေဝနတ်တို့သည်၎င်းအာကုန်လာကြကုန်မည်သန္တတလဗိမာန်ကိုဥပနိဒာရှင်းနောက်နံပါပြေးသွားမိနေကြကုန်သောဒေဝနတ်တို့သည်သန္တံလဗိမာန်ကိုဝါလနတ်သားကိုပုရကတဝါရှိစုဆောင်ကြကုန်၍ဝါရှိဆောင်ပြုကြကုန်၍အာကုန်လာကြကုန်မည်သူရိယတနေဗိမာန်ကိုဥပနိဒာရှင်းနောက်နံပါပြေးသွားမိနေကြကုန်သောဒေဝနတ်တို့သည်သူရိယနေဗိမာန်ကိုဝါနေနတ်သားကိုပုရကတဝါရှေးဆောင်ပြုကြကုန်၏အာကုန်လာကြကုန်မည်နဂတနေတိတာရှင်းအောင်နံပါပြေးသွားလျက်နဂတို့ကိုမိနေကြကုန်သောဒေဝသည်နတ်တို့သည်လည်းနခတာနိနခတို့ကိုပုရကတဝါရှေးဆောင်ပြုကြကုန်၏အာကုန်လာကြကုန်မည်မန္တဝလာကမန္တဝလာဟကအမိရကုန်သောဒေဝနတ်တို့သည်အာကုန်လာကြကုန်မည်ဝတုနာဝတုအမိရတဲ့နတ်တို့၏တေထောအကြည့်မှုဥစည်းကောင်းစွာဖြစ်၍ဝါတဝအမိလည်းရှိတဲ့ဝါဝတုနတ်တို့ရဲ့အကြည့်အမှုဥစည်းကောင်းဆောင်လည်းဖြစ်တဲ့ဘုရိန္ဒတော်ရှိရှိဘဝဒီမှာဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကြီးကိုပြုခဲ့တဲ့အတွက်ကြောင့်ပုရိန္ဒဒလို့ခေါ်တဲ့တကောပိတရားမင်းသည်လည်းအာဃာလာရောက်ပြီးသာသာ10ပါးဗျာဘဝ10ဖို့10စုအပြင်ထိတာဒီနေကုန်သောဓတ္တဝိန္ဒုနတ်မျိုးအစရှိသောအပြင်10မျိုးကုန်သောသဗ္ဗေဣတိဒီဝကာယဤလုံးစုံသောနတ်ပေါင်းတို့သည်နာနတဝဏိနောညိုရွှေပြုနေစသည်ကွယ်ပြချမ်းသာသောသဘောရှိသောအစဉ်ရှိကုန်သည်ဣတိမန္တောသုတိမန္တောဝဏဝန္တောယတတိနောနတ်၌ဖြစ်သောကြီးသောတကုနှင့်လည်းပြည့်စုံကြပေကုန်တယ်လွန်စွာတောက်ပါတဲ့အယောင်ဝါအနုဘောနှင့်လည်းပြည့်စုံကြပေကုန်တယ်လွန်ကဲတင့်တဲ့ကိုယ်အစဉ်နဲ့လည်းပဲပြည့်စုံကြတယ်များသောချမ်းရံကြောစောနှင့်လည်းပြည့်စုံကြကုန်သည်ဟုတ်တော်ဖြစ်ကုန်၍မောဒမာနာနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ဘေကုဏံသမိတေဝနယံတော်တို့ရဲ့ပေါင်းစုံစည်းဝေးရာဖြစ်သောဤမဝုံတော်ကြီးတဲ့သို့အဘိကာမုံရှေးရှုလာရောက်ကြကုန်မည်အထထိုမတပါအဂိတိကမိတောင်မိလျံတို့သည်ဇလံဇလံတိဤဝထွန်လင်းတောက်ပတကဲ့သို့မိတောင်မိလျံတွေထွန်လင်းတောက်ပသလိုမျိုးတဲ့ဇလံဇလံတော်မိမိတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါးတွေနဲ့လွန်စွာတောက်ပကြကုန်သောဇလမဂိတိကာရိဝဇလမဂိဟုသောအမည်ထုတိကာရိဝဟုသောအမည်ထုလည်းရှိကြကုန်သောဇလဟုသောအမည်ထုအဂိဟုသောအမည်ထုတိခာရိဝဟုသောအမည်ထုလည်းရှိကြကုန်သောသာဝတိဝသတဘုသောအမည်ရှိကြကုန်သောနတ်တို့သည်လည်းအာကုန်လာကြကုန်မည်ဥမာပုပ္ပနိဗ္ဗာတိနောနှမ်းချက်ပွင့်ပန်းမှလွန်စွာညိုသောအစဉ်ရှိကုန်သည်ဖြစ်၍အချို့ဥမာပုပ္ပအမည်ထုရကုန်သော
အရိဋ္ဌကဒေဝဇာအရိဋ္ဌကဟုသောအမည်ထုရှိကြကုန်သောနတ်တို့သည်လည်းကောင်းရောဇာဒေဝဇာရောဇာအမည်ရကုန်သောနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီဝရုဏဒေဝဇာဝရုဏမြည်ရကုန်သောနတ်တို့သည်လည်းကောင်းသာဓမ္မဒေဝဇာသာဓမ္မမြည်ရကုန်သောနတ်တို့သည်လည်းကောင်းဣဇုဒဒေဝဇာဣဇုဒမြည်ရကုန်သောနတ်တို့သည်လည်းကောင်းအနိဇဂဒေဝဇာအနိဇဂအမြည်ရကုန်သောနတ်တို့သည်လည်းကောင်းသူလေယရူစီရဒေဝဇာသူလေယဟုသောအမည်ရှိသောနတ်ရူစီရူစီရဟုသောအမည်ရှိသောနတ်တို့သည်လည်းကောင်းသူလေယရူစီရဒေဝဇာသူလေယဟုသောအမည်ရှိသောနတ်ရူစီရဟုသောအမည်ရှိသောနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီဝါဒဝနေတိနောဝါဒဝနေတိမြည်ရှိကုန်သောဒေဝဇာနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီဒါသသာ10ပါးပြားဖြင့်ဝါ10ဖို့10သူအပြင်ထိတာတည်နေကုန်သောဒါသသဟဘူနတ်မျိုးအစရှိသောအပြင်10မျိုးကုန်သောတပ်ပေဣတိဒေဝဤအလုံးစုံသောနတ်တို့သည်နာနတဝဏိနောညိုရွှေပြုနိစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်သည်ဣတိမန္တောဇုတိမန္တောဝဏဝန္တောယတတိနောကြည်သောတကုလင်းလည်းပြည့်စုံကြကုန်တယ်လွန်စွာတောက်ပသောရောင်ဝါအနုဘောနှင့်လည်းပြည့်စုံကြကုန်တယ်လွန်ကဲ့တင့်တယ်သောကိုယ်စင်းနှင့်လည်းပြည့်စုံကြကုန်တယ်များသောချမ်းရံကြောစောနှင့်လည်းပြည့်စုံကြကုန်သည်ဟုတ်တော်ဖြစ်ကုန်၍မောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ဘိက္ခုနာသမိတေဝနာယံတို့တို့၏ပေါင်းစုံစည်းဝေးရာဖြစ်သောဤမဝုံတော်ကြီးတဲ့သို့အဘိကာမုံရှေးရှုလာရောက်ကြကုန်ပြီအထထိုမတပါသမာနာသမာနာမိယကုန်သောနတ်တို့သည်လည်းကောင်းမဟာသမာနာမဟာသမာနာမိယကုန်သောနတ်တို့သည်လည်းကောင်းမာနုတာမာနုတာမိယကုန်သောနတ်တို့သည်လည်းကောင်းမာနုသုဒ္ဓမမာနုသုဒ္ဓမမိယကုန်သောနတ်တို့သည်လည်းကောင်းခိတ္တဗရောတိကခိတ္တဗရောတိကမိယကုန်သောနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီမနောပရောတိကမနောပရောတိကမိယကုန်သောနတ်တို့သည်လည်းအာကုန်လာကြကုန်ပြီအထထိုမတပါဟရယောဟရိမိယသောဒေဝဇနတ်တို့သည်လည်းကောင်းလောဟိတဝါဒီနောလောဟိတဝါဒီမိယကုန်သောယေဒေဝညေနတ်တို့သည်တန်တိရှိကုန်၏တေဒေဝဇထိုနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီယတတိနောများသောချမ်းရံကြောစောနှင့်ပြည့်စုံကြကုန်သောပါရဂဒေဝပါရဂဟုသောအမည်ရှိသောနတ်တို့သည်လည်းကောင်းမဟာပါရဂဒေဝမဟာပါရဂမိယသောနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီဒါသသာ10ပါးပြားဖြင့်ထိတာတည်နေကုန်သောဒါသသမာနနတ်မျိုးအစရှိသောအပြင်10မျိုးကုန်သောတပ်ပိဣတိဒေဝဤလုံးစုံသောနတ်တို့သည်နာနတဝဏိနောဣတိမန္တောဇုတိမန္တောဝဏဝန္တောယတတိနောညိုရွှေပြုနိစသည်ကွယ်ပြားခြားနာတဲ့သဘောရှိသောအစဉ်နှင့်လည်းပြည့်စုံကြကုန်တယ်နတ်နိုင်ဖြစ်သောကြီးသောတကုနှင့်လည်းပဲပြည့်စုံကြကုန်တယ်လွန်စွာတောက်ပသောအယောင်ဝအနုဘောနှင့်လည်းပြည့်စုံကြကုန်တယ်လွန်ကဲ့တင့်တယ်သောကိုယ်စင်းနှင့်လည်းပဲပြည့်စုံကြကုန်တယ်ယတတိနောများသောချမ်းရံကြောစောနှင့်လည်းပြည့်စုံကြကုန်သည်ဟုတ်တော်ဖြစ်ကုန်၍မောဒမာနနှစ်သက်ရှင်လန်းဝမ်းမြောက်ကြကုန်လျက်ဘိက္ခုနံသမိတေဝနာယံတို့တို့၏ပေါင်းစုံစည်းဝေးရာဖြစ်သောဤမဝုံတော်ကြီးတဲ့သို့အဘိက္ခမုံရှေးကျူလာကြကုန်မည်အထထိုမတပါသုက္ကအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်း
ကရံဘာအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းအရုဏအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းဝေကနတအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းသာအတူလည်းကောင်းဝါတော်ပေါင်းလည်းအာကုန်လာကြကုန်သည်ပါမောခောကြည်မှုစီကောင်းသောဖြစ်ကုန်သောဩဒတကရှအမည်ရှိကုန်သောဒေဝဇနတ်တို့သည်လည်းကောင်းဝိသကနာဒေဝဇဝိသကနာအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းတရမတ္တဒေဝဇတရမတ္တအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းဟာရကဇဒေဝဇဟာရကဇအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းယတတိနောများသောချမ်းရန်ကြော်သောနေပြည့်စုံကြပါပေကုန်၏ယတတိနောများသောချမ်းရန်ကြော်သောနေပြည့်စုံကြကုန်သောမိတ္တကဒေဝဇမိတ္တကအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းအာဂုံယံတော်များစီဝေဆိုရောရန်ဖြစ်တဲ့ဤမှာဘုံတော်ကြည်တဲ့သို့ယံတော်များကိုဖူးမြင်ဖို့ရန်အတွက်လာရောက်ကြကုန်ပြီယောပိစုံတော်ခြင်းပိစုံနာနတိတိတာမိမိရောက်ရာအရက်မျက်နှာတိုင်း၌ဒေဝမိုးကိုအဘိဝတ္တိရွာသော၌သောပိစုံသောဇာတို့ပိစုံနာမြည်ရှိတဲ့မိုးနတသည်လည်းထဏယံထိချုံချင်းဟိန်လျက်အာကလာရောက်လေပြီဓာတတာ10ပါးအပြားပင်တိတာဒီနေကုန်သောဓာတသုတ်ကနှမျိုးစရှိသောအပြင်10မျိုးကုန်သောတဗေတိတဝါတဗေတိဒေဝဤလုံးစုံသောနတ်တို့သည်နာနတဝနီနောညိုရွှေဖြူနိစသည်ကွဲပြားခြားနာသောသဘောရှိသောအစဉ်ရှိကုန်သည်ဣတိမန္တောသုတိမန္တောဝန္နဝန္တောယတသိနောတကူကြည့်တယ်လွန်စွာတောက်ပါတဲ့အယောင်ဝါအနုဘောနဲ့လည်းပြည့်စုံကြတယ်လွန်ခဲ့တဲ့သောကိုယ်စင်းနဲ့လည်းပြည့်စုံကြတယ်ညာသောချမ်းရန်ကြော်စောနဲ့လည်းပြည့်စုံကြကုန်သည်ဟုတ်တော်ဖြစ်ကုန်၏မောဒမာနာနှစ်သက်ရှင်လံဝမ်းမြောက်ကြကုန်သည်ဖြစ်၍ဘိက္ခုနံသမိတေဝနာဤမာဝုံတော်ကြည်တဲ့သို့ဘိက္ခုနံသမိတေဝနံယံတော်ပေါင်းတို့စည်းဝေးရာဖြစ်သောဤမာဝုံတော်ကြည်တဲ့သို့အဘိက္ခမုံရှိစုလာရောက်ကြကုန်ပြီအထထိုမတဗံယတတိနောများသောချမ်းရန်ကြော်သောရှိကုန်သောခေမိယသခေမိယမြည်ရှိကုန်သောတာဝရိန္ဒနတ်တို့သည်လည်းကောင်းဒုတိတာသဒုတိတာဘုံ၌နေကြကုန်သောနတ်တို့သည်လည်းကောင်းယာမသယာမဘုံ၌နေကုန်သောနတ်တို့သည်လည်းကောင်းကထကသတာဝရိန္ဒဘုံ၌နေကုန်သောကထကအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းလံပိတကသတာဝရိန္ဒဘုံ၌နေကုန်သောလံပိတကအမည်ရှိကုန်သောနတ်တို့သည်လည်းကောင်းလာမသစ္စာတာဝရိန္ဒဘုံ၌နေကုန်သောလာမသစ္စာအမည်ရကုန်သောနတ်တို့သည်လည်းကောင်းဇောတိနာမသတာဝရိန္ဒဘုံ၌နေကုန်သောဇောတိအမည်ရှိသောနတ်တို့သည်လည်းကောင်းအာတဝါသတာဝရိန္ဒဘုံ၌နေကုန်သောအာတအမည်ရှိသောနတ်တို့သည်လည်းကောင်းနေမာနရတိနောသနေမာနရတိဘုံ၌နေကုန်သောနတ်တို့သည်လည်းကောင်းအာကုန်လာကြကုန်ပြီအထထိုမတဗပရနေမိတာသပရနေမိတာဝတဝတ္တိဘုံ၌နေကုန်သောနတ်တို့သည်လည်းအာကုန်လာကြကုန်ပြီဒါတသာဆေဖို့ဆေစုအပြင်ထိတာတည်နေကုန်သောဒါတခေမိယနတ်မျိုးအစရှိသောအပြင်10မျိုးကုန်သောတဗေဣတိဒေဝဤလုံးစုံသောနတ်တို့သည်နာနတဝဏီနောဣတိမန္တောဇုတိမန္တောဝနဝန္တောယတတိနောညိုရွှေပြုနိသတိပွဲပြခြားနာသောသဘောရှိသောအစဉ်နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ကြီးသောတဘုလည်းရှိကြပါပေကုန်နှင့်လွန်စွာတောက်ပါသောရောင်ဝါအနုဘောနှင့်လည်းပြည့်စုံကြပါပေကုန်နှင့်လွန်ကဲ့တင့်တဲ့သောကိုယ်အစဉ်နှင့်လည်းပြည့်စုံကြပါပေကုန်နှင့်များသောချမ်းရန်ကြော်စောနှင့်လည်းပြည့်စုံကြကုန်သည်ဟုတ်တော်ဖြစ်ကုန်၍မောဒမာနနှစ်သက်ရှင်လံဝမ်းမြောက်ကြကုန်သည်ဖြစ်၍
ဘေကုဏသမိတိဝနံယံတော်တို့ပေါင်းစုံစည်းဝေးရဖြစ်သောဤမဝုံတော်ကြီးတဲ့သို့အဘိကာမုံရှေးရှုလာရောက်ကြကုန်မည်တတိအာဘောနအစာကြီးသောနတ်10မျိုးဝန္တုနအစာကြီးသောနတ်10မျိုးသာဘုနအစာကြီးသောနတ်10မျိုးတမနာနအစာကြီးသောနတ်10မျိုးတုတ်ကနတ်အစာကြီးသောနတ်10မျိုးခေမိယနတ်အစာကြီးသောနတ်10မျိုးအပြင်အမျိုး60ပြားကုန်သောနာနတ္တဝဏိနောအညိုအရွှေအထွေထွေသောသဘောရှိသောအစဉ်ရှိကုန်သောတဗေဣတိဒေဝနိကာယသာထိုထိုဆိုအပ်ခဲ့ပြီးသောအလုံးစုံသောနတ်ပေါင်းတို့သည်လည်းကောင်းအင်းကြီးဆိုအပ်ပြီးသောမျိုး60ပြားသည်ဤစကြဝဠာနတ်များစွာတို့မှတပါးကုန်သောတရိတာမျိုးအမည်အရေးအချင်းအစဉ်တသူဖြစ်ကုန်သောဤဒေဝအစယေဒေဝံဤစကြဝဠာမတပအခြားသောဇာတိကေစကြဝဠာတွင်၌နေကုန်သောနတ်တို့သည်တန်တိရှိကုန်သေး၏ဒေဒေဝဇာတို့နတ်တို့သည်လည်းကောင်းနာမနွားရင်နာအမည်တို့အစဉ်လိုက်သောအမည်အားလျော်သောအဖို့စုအပြင်တဟအတူတကွဝါတပေါင်းတည်းအာကိဆောင်လာကြကုန်ပြီကိမတံဘေကျုံငါအာကိဆောင်လာကြကုန်သနည်းပဝုဒ္ဓဇာတိဝေစွာရှောင်ခွင့်လွတ်ကင်းပြီးသောပရိသတ်တွေတည်နေရခြင်းရှိသောဝါလုံးစုံသောပြဖြင့်ကျင့်သုံးအပြည့်ဖြစ်သောဇာတိဒုက္ခရှိသောအခိလံရာဂဒေါသမောဟတိဟုသောညှောက်တန်တင်မှကင်းတော်မူသောဩဃဒိဏံသန္တရာတိဟုသောဝေဩဃရေအရင်ကိုကူးကပ်လွန်မြောက်၍ကန္တဘတ်သို့ရောက်တော်မူပြီးသောအနာတဝံ6ဓာတမှယိုစီးတဲ့လောဘဒိဋ္ဌိမောဟတိဟုသောအကြီးအရွယ်အချွဲအစေရှိတော်မမူသောအရိယသံဃံကိလေသာညစ်ကြေးမှကင်းဝေးစင်ကြယ်တော်မူသောယဟန်တော်ပေါင်းကို၎င်းဩဃတရံဩဃလေးပြာတန်တရားကိုဟိုမှဗတ်ရောက်လွန်မြောက်ကူးခတ်တော်မူပြီးသောနာဂံယုတ်မှညစ်ကျူမကောင်းမှုကိုပြုတော်မမူတတ်သောအတိတာတိကံမဲညစ်သည်အဖြစ်တည်ဟုသောစီနှင်းမြူတိန်သူရိမိခိုအပြစ်မျိုးကိုလွှမ်းမိုးလွန်မြောက်ပြီးသောသန္တဝါချက်သည်ဖြင့်တည်တဲ့သောလဗိမာန်ကိုကဲ့သို့အတိတာတိကမဲညစ်သည်အဖြစ်တည်ဟုသောကိလေသာတို့ကိုလွန်မြောက်တော်မူပြီးသောတတဗလံချက်သေးတော်ပေါင်းခြင်းတင့်တဲ့တော်မူသောမြတ်စွာဘုရားကို၎င်းတခိမဖူးမြင်ကြရကုန်လိမ့်အံဣတိသောကြံစီကြကုန်၍ဣဒတတံဤဘုရားကိုဖူးမြင်ရခြင်းအရိယသံဃာတော်ကိုဖူးမြင်ရခြင်းအကျိုးကအာကိဆောင်လာကြကုန်ပြီသူဗျမဇာသူဗျမမြည်ရှိတဲ့ဗျမသည်၎င်းပရမတ္တောသဗရမတ္တမြည်ရှိတဲ့ဗျမသည်၎င်းဣတိသို့တွေနှရောက်ကုန်သောဣတိမတောလွန်ကဲသောတဘို့ရှိတော်မူသောမြတ်စွာဘုရား၏ဗုဒ္ဓသားတော်ဖြစ်ကုန်သောအရိယဗျမတို့သည်သဟတုတကွဝါတပေါင်းတဲ့အာဂုံလာကြကုန်ပြီတဏင်ကုမရောဇတဏင်ကုမရာမြည်ရှိတဲ့ဗျမသည်၎င်းဒိဋ္ဌောဒိဋ္ဌအမည်ရှိတဲ့သောပိစထိုမောက္ကလိဗုဒ္ဓဒိဋ္ဌမထေဖြစ်လာလက်တန်သောမြမသည်၎င်းသမိတေဝနံယံတော်တို့ရဲ့ပေါင်းစုံစည်းဝေးရာဖြစ်သောဤမာဝုံတော်ကြီးတဲ့သို့အာဃလာရောက်ကြကုန်၏
ဗျမလောကနံလက်စေကြောင့်ဖြင့်တသောစကြဝဠာရောင်ဝါဖြန့်ခင်ထွန်းလင်းစေနိုင်သောစွမ်းရှိကုန်သောဗျမကြီးတို့၏ဝါနောက်လိုက်ဗျမပေါင်းတည်ဟူသောတတ္တလောကရှိကုန်သောဗျမကြီးတို့၏သဟတံတထောင်သည်အာဂတံလာပြီယထယင်သို့လာကြသောဗျမကြီးတထောင်တွင်ဧကေကောတယောက်တယောက်သောယောမာဗျမအချင်းဗျမကြီးသည်အင်းကြီးဗျမေထိုတထောင်သောဗျမကြီးတို့မှတပတခြားသောဗျမတို့ကိုအဘိဓိတ္တိအတ္တအစဉ်ကြော်စောခြင်းကုန်တို့ဖြင့်လွှမ်းမိုး၏တည်ဥပပန္နောပရိသန္တိအဖြင့်ဗျမပြည်၌ပင်လျင်ဖြစ်ရသည်ဖြစ်၍ဇုတိမန္တောလွန်စွာတောက်ပထွန်းလင်းသောဗျမတို့၏အယောင်အဝါအာနုဘောလည်းရှိ၏ပိတမကာယောနှစ်ခုသုံးခုသောမကရာတိုင်းကာမခင်းများလောက်ကြောင့်မှစပွဲကြီးကျယ်သောကိုယ်တန်တန်လည်းရှိပေယတတိများသောခြံရန်ကျော်စောနှင့်လည်းပြည့်စုံပေဣထာဤဆိုအပ်ခဲ့ပြီးသောတထောင်သောဗျမပေါင်းတွင်ဝိသေသတော်အထူးအဖြင့်တတတချိတ်သောပစ္စေကဝတ္တဝတိနောအတိအတိကိုစီတပါးသောတတ္တဝါတို့ကိုမိမိအလိုသို့လိုက်စေနိုင်ကုန်သည်ဖြစ်၍ဣဒရာအာနန္ဒကိုအစိုးရကုန်သောဗျမမင်းကြီးတို့သည်အာဂုံလိုက်ပါလာရောက်ကြကုန်မည်စအထူးအဖြင့်ဒေသံတို့အာနန္ဒကိုအစိုးရသောဗျမကြီးတို့၏မစ္ဆာတော်အလယ်၌ဟာရိတောစာဟရိတအမိရတဲ့ဗျမကြီးသည်လည်းပရိဝါရီတော်တသိန်းသောဗျမတို့သည်ခြံရန်အပ်သည်ဖြစ်၍အာဂလာလိုက်ပါလိုက်ကြကုန်မည်အာဂလိုက်ပါလာရောက်လေပြီတိုင်းနေအကြီးမိုးဦးစီကောင်းဆောင်ပြည့်သောတရားမင်းနှင့်တကွာဣဒဤစွာကဲ့ပြီးသောတရောင်သောဗျမပေါင်းတွင်ဝိသေသတော်အထူးအားဖြင့်သာသတထေကုံသောပစ္စေကဝတ္တဝတိနောအတိအတိကိုစီတပါးသောတတ္တဝါတို့ကိုမိမိအလိုသို့လိုက်စေနိုင်ကုန်သည်ဖြစ်၍ဣတရအာနာတကိုဆိုရကုန်သောဗျမမင်းကြီးတို့သည်အာဂုံလိုက်ပါလာရောက်ကြကုန်ပြီစထူအဖြင့်ဒေသတို့အာနာတကိုဆိုရသောဗျမကြီးတို့၏မစ္ဆာတော်အလယ်၌ဟာရိတော်စာဟရိတမြတ်သောဗျမကြီးသည်လည်းပရိဝါရီသောတသိန်းသောဗျမတို့သည်ခြံရန်အပ်သည်ဖြစ်၍အာဂလိုက်ပါလာရောက်လေပြီတာအိန္ဒိယကြီးအမှုဦးစီးကောင်းဆောင်ပြုအပ်သောတရားမင်းနှင့်တကွဖြစ်ကုန်၍အဘိကံတေဤမဝုံတို့သို့ရှိယူလာရောက်ကြကုန်သောဒေသဗေဒေဝေသတုဆိုအပ်ကုန်ပြီးသောလုံးစုံသောနတ်တို့သို့၎င်းတဗျာမဂီအကြီးအမှုဦးစီးကောင်းဆောင်ပြုအပ်သောအရိဒဗျမကြီးနှင့်တကွဖြစ်ကုန်၍အဘိကံတေဤမဝုံတို့သို့ရှိယူလာရောက်ကြကုန်သောဒေသဗေဒေဝေသထိုဆိုအပ်ပြီးသောလုံးစုံသောဗျမတို့သို့၎င်းမာရာတိနာမမင်းနှင့်တကွမမင်းဤစစ်တဲ့ရေမအပေါင်းသည်အဘိက္ခာမိရှိယူလာရောက်လေပြီမာရတိနာမမင်းနှင့်တကွမမင်းရဲ့စစ်သည်ရေမအပေါင်းတို့ကလွှမ်းမိုးနှိပ်စက်ဖို့တိုက်ဖြတ်ဖို့အတွက်လာရောက်ကြလေပြီဘောဝအချင်းတို့ကနတ္တမဲနညစ်စုပ်ရုပ်သောသဘောရှိသောမာန၏မန္တယမိုင်မဲနှုံနေသဘောသေးသည်ရဖြစ်ကိုဝါမိမိအရာမဟုတ်သည်၌အခြေအနေအကျိုးမဲ့လုံလာပြုပုံကိုပတ္တပတ္တရစဉ်းစားဆင်ခြင်ရှုမြင်လဲကြပါကုန်မဟာသေတော်များသောစစ်သေးရမတ်တွေကိုပိုင်ဆိုင်ထားတဲ့ကံတော်မဲနညစ်စုပ်ရုပ်မှတဲ့မာနသည်ဩအိုရဲဘောစစ်သေးတော်ပေါင်းတို့ဒုံမေတင်တို့သည်ဣထလာကြကုန်လောဣဒံဒေဝမန္တလံ
ယခုမှအောင်တော်ကြီးထဲမှာစီဝေးနေတဲ့အဲ့ဒီနတ်ဗျာမာတွေကိုကဏ္ဍထလက်ရမိအောင်ဖမ်းကြပါကုန်လောဖြိုခွဲကြပါကုန်လောဗန္ဒရာမပြီးနိုင်အောင်တုံတောင်ဖွဲ့ကြည့်ကြပါကုန်လောဣဒံဒေဝမန္တလံဤစီဝေးနေတဲ့နတ်ဗျာမာပေါင်းသည်ဝါဤစီဝေးနေတဲ့နတ်ဗျာမာပေါင်းကြီးကိုဝေါသင်တို့သည်ဝါသင်တို့ဤရာဂီနရာဂတိဟုသောကြော့ကွင်းနှောင်းကျိုးဖြင့်ဗတ္တံမြဲမြံတင်းကျပ်ဖွဲ့ချရသည့်အတုဖြစ်ပါစေလောရာဂလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေနဲ့သူတို့ကိုနှောင်ဖွဲ့လိုက်စမ်းပါတဲ့အစီဝေကြီးပြည့်စည်သွားအောင်ဆိုပြီးတော့မာနနဲ့မာနရဲ့စိတ္တိယမတို့ကကြံစီကြတယ်နောက်တော့ဆက်ပြီးတော့ပြောတဲ့သမန္တာသင်တို့ရဲ့ထဝန်းချင်းပပလဲမှာပရိဝါရိထညီညာဖြားဖြားဝိုင်းကြစီကြကုန်လုံးဩရေဘောရေဘသင်စိတ္တိတော်တို့တွင်ကောစီတစုံတယောက်သိတော်လဲဧဒဤနတ်ဗျာမာပေါင်းတို့သည်ဂိဉ္စီတစုံတယောက်များကိုတော့လဲမာမုံစီမလွတ်လိုက်ပါနဲ့သင်တို့သူတို့ကိုရအောင်ဖမ်းကြအိုစိတ္တိယမပေါင်းတို့အဲ့ဒီနတ်ဗျာမာတွေကိုဖယားကိုဖူးဖို့ရန်ရောက်လာကြတဲ့နတ်ဗျာမာတွေကိုတန်ဃာကိုဖူးဖို့ရန်အတွက်ရောက်လာတဲ့နတ်ဗျာမာတွေကိုဖြိုကြဖြက်စီးကြဝိုင်းကြဖမ်းကြနှောင်ပွဲကြလို့ပြောနေတာမာနကတိုက်တွန်းနေတာမာမုံစီသူတို့ကိုမလွတ်လိုက်နဲ့ဖမ်းကြလို့ဣတိသောပါဏိနာလက်ဖြင့်တလံမြေပြင်ကိုအာယိစာပုတ်ခတ်၍ဒေရဝံကြောက်လန့်စေတတ်သောဝါကြောက်လန့်လောက်ရာဖြစ်သောကြောက်เสียကောင်းတဲ့တရံကြုံဝါတန်ကြီးကိုကတ္တဝါနပြု၍ဘလောက်ဒီကြီးကျယ်တဲ့အတန်ကြီးလဲဘလောက်ဒီကြုံဝါလိုက်တဲ့အတန်ကြီးလဲဆိုရင်ပါဟုတကောမိုးကြကာလမှာလေနေတဲ့ကွာပြင်းပြစွာရွာသွန်းနေတဲ့တဝိစုကောပြိုပြိုပြက်ပြက်တလက်လက်ထွက်နေတဲ့လျှက်စင်နဲ့တကွဖြစ်သောမိကောမိုးသည်ထနယတိယတာကြောက်မတ်ဖွယ်ထိချုံချင်းဟိမ့်တဲ့ကဲ့သို့ဒါအဲ့ဒီမိုးချင်းတန်ကဲ့သို့ပဲထနာယံသောမာနမင်းရဲ့ကြုံဝါတံဖြင့်စူညံချင်းဟိမ့်လျက်တတသမိမာသမိထိုဘယယန္တာနဗျမာတို့ရဲ့ဇီဝေကြီးနဝဇီဝေကြီးသို့ဒေနံမိမိရေဘောစိတ္တိတော်ပေါင်းကိုအဘိဓိစေလို့လေပြီတရာညာတံပိလျက်စစ်ကြည်တရာထိုခါ၌တောကနောမဲနှညစ်စုံထိုမှယုံသည်အတယဝတိတစုံတယောက်သောသူကိုမိမိအလိုသို့မလိုက်စေနိုင်သည်ဝါမိမိအလို၌မိမိပင်မတည်နိုင်တော့သည်ဟုတ်တော်အဖြစ်၍တင်ကုတ်တော်ဒေါသအမျက်ချောင်းချောင်းထွက်လျက်ပိစုဒ္ဓဝတ္တိစစ်ကိုပြန်နှုတ်ဆုတ်ခွာရလေပြီဣတိအာမန္တေဤသို့သိစေတော်မူပြီးသကုမဗုဒ္ဓဓမ္မသမန္တနှင့်ညာဏတိဗ္ဗာငါးဖြာသောစက္ခုရှိတော်မူသောတထမြတ်စွာဘုရားသည်တင်စတပ္ပံထိုမာနလုံးပုံအလုံးစုံကိုလည်းအဘိညာယထူသောဉာဏ်ဖြင့်သိတော်မူ၍ဝါဝထိတဝါနာလဝအပြင်ရေကြောင်းထင်သို့မျက်မြင်တတ်သမတ်ပိုင်းခြားတော်မူပြီး၍အဝိခိတဝါနာဉာဏ်စက္ခုဖြင့်ရှုကြည်သုံးသဆုံးဖြတ်တော်မူ၍တတောတရသမပိုင်းခြားတော်မူပြီးရာထိုက၌သာသနေဆုံးမပဲ့ပညာသီလသမာဓိပညာသိက္ခာသုံးပါး၌သီလသမာဓိပညာသိက္ခာသုံးပါးလို့ခေါ်တဲ့သာသနာတော်မှာရတ္တိမွေးလျော်ကြကုန်သောသာဝကေဘုရားစကားကိုလိုက်နာပြုခြင်းတတ်ကုန်သောယဟန်တော်တို့ကိုအမန္တယီသိစေတော်မူပြန်ပြီကထံအမန္တယီအဘယ်သို့သိစေတော်မူပြန်သနည်းဘိကဝောယံတို့မာရတိနာမာနမာနဤယေမစိတိတို့ကအဘိကန္တာဤစည်းဝေးကြီးတို့ရှေ့ရှုသူတို့မျက်နာမူလျက်လာကုန်ပြီဖယားယန္တာနှင့်တဝနတ်မြမာတွေစည်းဝေးနေကြတဲ့ဤမာဘုံတော်ကြီးတဲ့သို့မာနနဲ့မာနရဲ့ရဲမတ်စစ်တီတော်တွေလာကြပြီလာကြတယ်
တုံမေသင်တို့သည်တေတဗေတို့လုံးစုံသောမာနနှင့်တကွမာနရဲ့ရဲမှန်စစ်တီတို့ကိုဝိဇာနာထတိအောင်ပြုကြတိအောင်ကြည်ကြတိကြပြည်၍ဖလားသမပတ်ခန္ဓာအကွယ်ကလုံလောက်စွာရှိကြစေကုန်လောမာနမနှောက်ယှက်နိုင်အောင်ခန္ဓာဖြင့်ကာကွယ်ပါဣတိအာမန္တေဤသို့သိစေတော်မူပြီးဒီသာဘေကုထိုယံတော်တို့သည်လည်းဗုဒ္ဓတမြတ်စွာဘုရား၏သာသနာနှိုးဆော်သောအညွှန်ကြားဆုံးမကြောင့်စကားတော်ကိုသောတဝါကြားကြရကုန်၏တာဝတိဝကြားလင်ကြားခြင်းထိုကနာတွင်၌သာလည်းယင်တရထာယာထုဗလသမပတ်ခန္ဓာအကွယ်ကယူနိုင်ခြင်းအကျိုးငါအတ္တဗမကရောလုံလာပြုကြကုန်၏ယဟန္တာပုဂ္ဂိုလ်တွေကဖလသမပတ်ခန္ဓာဖြင့်တဲ့မာနမနှောက်ယှက်နိုင်အောင်ကာကွယ်ကြကုန်ပြီအဲ့ဒီကကြတော့မာရသေနာမာနနေတဲ့ကွာမာနရဲ့ရဲမှန်စစ်တီတို့ကဝိဒရာဂိရာဂကြောကွင်းမှလုကင်းပြီးသော900ကျော်သောအရိယာပုဂ္ဂိုလ်တို့မှာဝါရာဂကြောကွင်းမှလုကင်းပြီးသော900ကျော်အရိယာပုဂ္ဂိုလ်တို့လည်းယင်အကြည်အမှုဥစည်းကောင်းဆောင်ရှိသောနတ်မြမာတို့မှာပကမောဝိယာရှောင်ရှားဖယ်သွားကြရကုန်ပြီမနှောက်ယှက်နိုင်ဘူးတဲ့သီလသမာဓိပညာသိက္ခာသုံးများသာသနာတော်မှာမွေးလျော်ပျော်ပိုက်စွာနေပြီးတော့ကုသိုလ်ကောင်းမှုတွေကိုဖြည့်ကျင့်ထားတယ်ယဟန်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်ရဲ့တဏ္ဍာထဲမှာမာနမနှောက်ယှက်နိုင်ဘူးမာနရဲ့စိတ္တိရဲမှတ်တွေမနှောက်ယှက်နိုင်ဘူးရာဂလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေမနှောက်ယှက်နိုင်ဘူးနောက်ဆုံးအဲ့ဒီဧတံဝိဒရာဂနံထိုရာဂကြောကွင်းလုကင်ပြီးတဲ့900ကျော်သောအရိယာပုဂ္ဂိုလ်တို့၏ဝါရာဂကြောကွင်းလုကင်ပြီးတဲ့900ကျော်အရိယာပုဂ္ဂိုလ်တို့လည်းအကြည်မှုဥစည်းကောင်းစားရှိသောနတ်မြတ်မာတို့၏လောမာမိလောမာနိပိမွေးညင်းတို့ကိုတော့လည်းနအိမ်စယုံမတုံလှုပ်စေနိုင်ကြကုန်တနည်းအားဖြင့်ကြက်သိမ်းမွေးညင်းများထားခြင်းပြုတော်မမူကြကုန်အထတသမိန်ကလေးစစ်ကိုပြန်တော့ဆုတ်ခွာလျာထိုက၌မာရောမာနတိဘေကုတံကောဖောက်ွယ်ပြည့်စည်ပြီးသောကိလေသာရှိသောယံတော်အပေါင်းကိုအာရဗအကြောင်းပြု၍ဣမံဂါထာဝဤဂါထာကိုအဘတိချီကျူးမြတ်ဆိုတော်မူပြီးမာနကသူ့ရဲ့ထောင်ချောက်တဲ့ကိုရောက်မလာတဲ့အခါကျတော့လေယံပရိသတ်နှင့်နတ်မြမာတို့ရဲ့ပရိသတ်ကိုချီကျူးစကားဆိုတဲ့ကတ္တပါတိဘေသို့ဘေပုံချီကျူးမြတ်ဆိုတော်မူသည်နိတပိလုံးစုံသောတိတာဝကထိုမြတ်စွာဘုရားဤတပိသားကျော်ယဟန်တော်တို့သည်ဝိဇိတသင်္ကာမအောင်ပွဲသဖြင့်ဆင်ရပြီးသောစင်မြေပင်ရှိကြပါပေကုန်၏ဘုရားတည်သောလွန်မြောက်အပ်ပြီးသောကြောက်ချင်းယွန်ချင်းထိတ်လန့်ခြင်းရှိကြပါပေကုန်၏ကြောက်တာယွန်တာထိတ်လန့်တာမရှိတော့ဘူးกินသွားပြီယသတိသောနတ်မြတ်တို့ရဲ့ကြာမာထုရေပန်းစားပြီးတော့များသောကျေးဇူးတရင်ကြော်စောခြင်းလည်းရှိကြပါပေကုန်၏ဘုဒေဟိဘုရားရှင်ရဲ့ဩဝါဒဒေသနာဓမ္မကြောင့်ဖြစ်ကြကုန်သောအရိယာဂိုင်းဝင်အရှင်တို့နှင့်သာလျင်သဟတုတကွာမောဒန္တိတရားကိုမိကလွန်စွာဝမ်းမြောက်နိုင်ကြပါပေကုန်၏ဇနေလူယောနတ်ပါမြမမကျွင်းလောကကြီးရဲ့အတွင်း၌သုဒ္ဓကျေးဇူးပြန်ပြောကြော်စောတော်မူကြပါပေကုန်၏ဣတိအပါတိဤသို့ကောင်းစွာမသွေဤသို့သောချင်းရာအဖြင့်သာလျင်ချီးကျူးမွဲ့ဆိုတော်မူလိုက်ပါပေတည်းဣတိသို့ဤဘုံဤအချင်းအားဖြင့်သာလျင်မေကျွန်ုပ်သည်သုတ္တံမြတ်စွာဘုရားရှင်ရဲ့အထမကြာနာသင်မှတ်ဆောင်ထားအပ်ဘူးပါပေ၏မဟာသမယသုတ်တံနေတိတံ
မဟာသမယသုတ်တံအာရောချထာယဝရကတုမဟာသမယသုတ်တံမင်္ဂလထာယဝရကတုမဟာသမယသုတ်တံဝိသောဒနထာယဝရကတုမဟာသမယသုတ်တံမဟာသမယသုတ်အနတ်ဒိဗ္ဗကိုရွတ်ဖတ်ပူဇော်ခြင်းသည်နေတိတောကောင်းစွာမသွေပြီးဆုံးခြင်းသို့ရောက်ပါမည်တော့တည်းမဟာသမယသုတ်တံမဟာသမယသုတ်ပါဠိတော်နှင့်မဟာသမယသုတ်အနတ်ဒိဗ္ဗသည်ဩတုံမာကောမဟာသမယသုတ်အနတ်ဒိဗ္ဗကိုနာယူကြကုန်သောသင်္ဓမမိတ်ဆွေအပေါင်းသူတော်ကောင်းတို့အားအာရောကြထာယယောဂမှန်သမျှကင်းစင်လွင်ပြောက်ပါစေခြင်းအကျိုးငှာအာရောကြထာယယခုကြာရောက်ဆဲဖြစ်နေတဲ့ကိုဗစ်ကပ်ယောဂါကြီးကင်းစင်လွင်ပြောက်ပါစေခြင်းအကျိုးငှာရခတုကိုစိတ်ဤကဘိယံကွာဘဝန္တာတကွဆောင်းလျှောက်ကြပါစေကုန်သတည်းမဟာသမယသုတ်တံမဟာသမယသုတ်အနတ်ဒိဗ္ဗသည်ဟောတုံမာကောမဟာသမယသုတ်အနတ်ဒိဗ္ဗကိုနာယူကြကုန်သောသင်္ဓမမိတ်ဆွေအပေါင်းသူတော်ကောင်းတို့အားမင်္ဂလတာယကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေခြင်းအကျိုးငှာရကတုကိုယ်တည်းကဘိယံကွာဘဝန္တာတကွဆောင်းလျှောက်ကြပါစေကုန်သတည်းမဟာသမယသုတ်တံမဟာသမယသုတ်အနတ်ဒိဗ္ဗသည်ဟောတုံမာကောယခုရွတ်ဖတ်ပူဇော်အပ်သောမဟာသမယသုတ်အနတ်ဒိဗ္ဗကိုနာယူကြကုန်သောသင်္ဓမမိတ်ဆွေအပေါင်းသူတော်ကောင်းတို့အားဝိသောဒနထာယအနှောက်အယှက်အန္တရာယ်အတားဆီးမှန်သမျှကင်းစင်လွင်ပြောက်ပါစေခြင်းအကျိုးငှာရကတုကိုစိတ်ကံဘိယံကွာဘုဝန္တာတကွဆောင်းလျှောက်ကြပါစေကုန်သတည်းဣဒမေပုံညာဘောဓိညာဏတ္တပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောဓိဉာဏ်ဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်အဖို့ကိုဘဝများစွာတန်တရားမှယနေ့ကြအောင်ဆွေမျိုးမိဘတော်ဆက်ကြကုန်သောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားကြားသိပါစေအမြတ်ဝေဤဤစကြဝဠာကဘာဤပတ်ဝန်းကျင်မြင်အပ်မမြင်အပ်နှစ်ရက်များစွာနတ်လူပြန်မှာတတ္တဝါပေါင်းတို့အားကြားသိပါစေအမြတ်ဝေဤယနေ့ယခုရွတ်ဖတ်ပူဇော်ရသောမဟာသမယသုတ်အနတ်အဓိပ္ပာယ်နှင့်နာယူပူဇော်ရသောမဟာသမယသုတ်အနတ်အဓိပ္ပာယ်ကိုအလုံးသောဓမ္မမိတ်ဆွေအပေါင်းတို့ကနာယူခြင်းမှတ်သားခြင်းပြုလုပ်ကြတဲ့ကုသိုလ်ဝေစုကိုအရယူ၍အမြယူ၍ဝန္တာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လောသ
သာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်တော်သာဓုသာ